မြတ်စွာဘုရားဘုရားတပည့်တော်တို့သည်ယခုတရားအားထုတ်ဆဲခါ၌မြတ်စွာဘုရားအားနိဗ္ဗာန်ကိုရည်မှန်း၍ခန္ဓာ၅ပါးယုံနာ၂ပါးကိုလူဒန်းပါ၏ကလူပါ၏ပူဇော်ပါ၏ခန္ဓာ၅ပါးယုံနာ၂ပါးလူဒန်းရတဲ့ကျိုးမဲ့ညာဘောညာနိဗ္ဗာန်ညာနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို့ဤအရှင်ဘုရားကမ္မထံဆရာဖြစ်သောအရှင်သူမြတ်ဘုရားဘုရားတပည့်တော်တို့သည်ယခုတရားအားထုတ်ဆဲခါ၌ဆရာတော်ဘုရားအားနိဗ္ဗာန်ကိုရည်မှန်း၍ခန္ဓာ၅ပါးယုံနာ၂ပါးကိုလူဒန်းပါ၏ကလူပါ၏ပူဇော်ပါ၏ခန္ဓာ၅ပါးယုံနာ၂ပါးလူဒန်းရတဲ့ကျိုးဆရာတော်ဘုရားဤသိအပ်သောဓာတ်တရားပရမတ်တရားယုတ်တရားနံတရားသစ္စာတရားတို့ကိုဘုရားတပည့်တော်တို့အားဒေသနာတော်မူပါရှင်ဘုရားဘုံ30တိရှိသမျှသရဝါပေါင်းတို့ကိုဘုံမာနေ9ခုတည်းရေမာနေ10ခုတည်းဘုံသတ္တဝါရေသတ္တဝါသဗ္ဗေသတ္တာသတ္တဝါအပေါင်းစัจ java လာတိုင်းသီလာပါကုံဘုံမကြံရေမကြံအထက်ဘဝအောက်အဝေစီအထိ30ဘုံတင်လီကြကုန်သောဝေနေယသတ္တဝါပေါင်းကျွန်ုပ်တို့ဤဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်ဒိဋ္ဌံပါရမီကုသိုလ်ကျွန်ုပ်တို့နဲ့သတ္တုထမြရကြရအောင်အာလုံးရကြသမျှအမြအရိယာသူတော်ကောင်းများဧဝေသောအမြကိုလည်းအကျွန်ုပ်တို့ကဝမ်းမြောက်ဝမ်းသာနှင့်သာဓုသာဓုသာဓုသတိပဋ္ဌာန်တရား၄ပါးနဲ့လိုက်အာနာပါနတတိကိုယူရကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်သူသဘောနဲ့သူသွားလိမ့်မယ်လုံမယူနဲ့မပြင်းဖို့ခန္ဓာကိုယ်ကြီးလည်းငြိမ်သက်စာကာအိန္ဒြေလုံဖို့ရရင်လည်းမကုန်နဲ့နာရင်လည်းမပြင်းနဲ့တထိုင်နဲ့အပယ်လေးပါလွတ်အောင်စိတ်ကလေးကိုပြင်မလို့အသေးတတ်ဖို့ဟာကိုကနဦးစိတ်ကလေးဟာအာနာပါနတတိကိုယူပါအစ္ဆတသဏ္ဍာန်ကတိုးတဲ့သဘောလေးဗဟိတကတိုးဝင်တဲ့သဘောလေးဘာကိုသိရမှာလဲတွန်းတယ်ကန်တယ်တွန်းတယ်ကန်တယ်ဒီစိတ်ကလေးပဲသိဒါလေးပဲသိပါတွန်းတာလေးကိုသိလိုက်ကန်တာလေးကိုသိလိုက်ဒကမာကြီးတွေကိုစိတ်ကလေးကိုပြင်ញင်လို့ဒကာကြီးတွေကိုစိတ်ကလေးတွေကိုပြင်ញင်လို့
သေဂာနီကိုစိတ်ကလေးထားတတ်ဖို့ဒီယုံနဲ့ဒီနာဖြစ်လာရင်တော့သေတော့သေရမှာဒီကနေ့သေမလားနှစ်ဖန်သေမလားသဘွဲ့သေမလားဒီလသေမလားရှေ့လသေမလားဒီနှစ်သေမလားရှစ်နှစ်သေမလားမသိဘူးသေတော့သေရမှာပဲဒီယုံနဲ့ဒီနာဖြစ်လာတာကအသေးတောင်းလာသေမလို့တောင်းလာတဲ့ခန္ဓာကြီးအဲ့တော့သေပင်သေညာတော်လေအသိလေးနဲ့သေရရင်အမြတ်ဆုံးတရားရအသိမရှိဘဲနဲ့ငါနဲ့သေရင်ငါခံရရမယ်ငါမရှိတဲ့တရားကိုရှိတယ်လို့ထင်လိုက်လို့ရှိရင်ဝေဒနာမြတဏှာကုသွားပြီဆိုရင်ကိုကျိုးနေကြအဲ့ဒါကြောင့်မလို့အသေးတတ်ဖို့ဟာကိုအရေးကြီးပါတယ်ကနဦးစိတ်ကလေးဟာမျက်စိမှိတ်လိုက်ပါအာနာပါနတတိကိုစိတ်ကလေးတည်ငြိမ်အောင်ယူမှာအစ္ဆတသဏ္ဍာန်ကတွန်းတဲ့သဘောလေးကိုသိပါမသိဘဲနဲ့မထွက်နဲ့ဗဟိတကတွန်းဝင်လာတဲ့သဘောလေးမသိဘဲနဲ့တွန်းဝင်တယ်လို့မသိဘဲနဲ့မဝင်စီနဲ့တိုးထွက်တဲ့သဘောလေးကိုသိလိုက်တိုးဝင်လာတဲ့သဘောလေးကိုသိလိုက်သဘောတရားလေးကိုတွန်းတဲ့သဘောလေးသိလိုက်ပါကံလာတဲ့သဘောလေးသိလိုက်ပါတွန်းသဘောကံသဘောတရားလေးကိုသိပါအဲ့ဒီလိုသိစိတ်ကလေးငြိမ်းလာလိမ့်ဘာမှမစင်စားနဲ့အတိတ်ကိုလည်းမတွေးနဲ့မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမမျှော်နဲ့ပြစ္ဆုတ်ပါတွန်းနေကံနေပဲနှာသီးဝတကားကနေပြီးတော့တွန်းနေကံနေတွန်းနေကံနေဒါလေးတစ်လုံးနဲ့သိတာများပဲသိနေဒါအာနာပါနတတိပဋိကံကိုယူတာပဋိကံယူနေတာစိတ်ကလေးငြိမ်အောင်တွန်းတာလေးသိလိုက်ပါကံတာလေးသိလိုက်ပါတွန်းတဲ့သဘောလေးကံတဲ့သဘောလေးဒါလေးပဲသိဘာမှမသိနဲ့တွေးတော်ခြင်းကြံစာခြင်းလည်းမလုပ်နဲ့နောက်သူသဘောတိုက်စုလာလိမ့်မယ်ဘုရားကဟောထားတယ်သတိပဋ္ဌာန်တရား၄ပါးကလွဲလို့နိဗ္ဗာန်ရောက်ကြောင်းတရားမရှိဘူးလေအဲ့တော့ဘယ်လိုသတိပဋ္ဌာန်တရား၄ပါးလဲကနဦးဟာတွန်းတယ်ကံတယ်လို့သိနေတဲ့နံတရားဟာအဲ့ဒီလိုသိနေတာကာယသတိပဋ္ဌာန်ပဲနောက်ကြတော့ဒကာကြီးတွေဒကမာကြီးတွေခန္ဓာတွေကပထဝီအာဘောတေဇောဝါယောလို့ဘုရားဟောထားပထဝီရဲ့မွေအာဘောရဲ့မွေတေဇောရဲ့မွေဝါယောရဲ့မွေဓာတ်ကြီးလေးပါမွေကြီးလေးစက်ကြိုက်ပြီးသေးရလိမ့်အဲ့တော့ပထဝီမွေကြိုက်လာပြီဆိုလို့ရှိရင်ပေါ်လာပဲသတ်မဲ့ဥစ္စာပေါ်လာလိမ့်ပထဝီမွေခန္ဓာတွေကပေါ်လာပြီတဲ့တင်လာတင်တဲ့ဝေဒနာတွေတောင်းတဲ့ဝေဒနာတွေထုံတဲ့ဝေဒနာတွေအောက်တဲ့ဝေဒနာတွေကြိုက်တဲ့ဝေဒနာတွေကြက်တက်လာတဲ့ဝေဒနာတွေအာဘောမွေကကြက်လာအာဘောဓာတ်ဆိုတာကြက်တယ်တေဇောဓာတ်ဆိုတာပူတယ်အေးဝါယောဓာတ်ဆိုတာကတွန်းတယ်ကန်တယ်လှုပ်ရှားတယ်ညင်ဝစ်ထောက်ခံတယ်အဲ့ဒီဝေဒနာတွေပေါ်လာတယ်နှာသီးဝတကားကတွန်းတယ်ကန်တယ်ဆိုတဲ့သိနေတဲ့နံတရားတော်ကြမနေနိုင်တော့ဘူးသူ့ဟာသူပြောင်းသွားတယ်ကိုကမလုပ်ရပါဘူးကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်နဲ့စိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါရောက်ဖူးတဲ့ပုဂ္ဂိုလ်ဟာအပယ်လေးပါးကိုဘယ်တော့မှမကြောက်ဘူးသေလဲသေတတ်ပါတယ်အဲ့ဒီတော့ကြိုးစားပြီးတော့ပြင်လဲမပြင်ပါနဲ့ဝေဒနာတစ်ခုဖြစ်လာလို့ရှိရဲ့ပြင်းလေးရှူသွားမရှူဘဲနဲ့ဒီတိုင်းသိုံလေးသိသေးပြီဆိုဝေဒနာတဏှာခုပြီးတော့ဝေဒနာကိုတော်ခြင်းနဲ့စိတ်ကြီးဖြစ်ပေါ်လာမယ်ပြင်းရင်နဲ့စိတ်ကြီးဖြစ်လာမယ်ဒီလိုမဖြစ်ရအောင်ဝေဒနာပေါ်လာလို့ရှိရင်တင်းနဲ့ဝေဒနာပေါ်လာလို့ရှိရင်နှာသီးဝတကားကတွန်းနဲ့ကန်တယ်လို့ပဋိကံယူပြီးတော့နေတဲ့သိနေတဲ့နာဟာဝေဒနာပေါ်လာတဲ့အချိန်ကအောက်ကကြာထိုင်မှများတော့ဓာတ်ကြီးလေးပါဝေဒနာတွေပေါ်လာတယ်ပေါ်လာတဲ့အချိန်ကတင်းနာပေါ်လာတော့အဲ့ဒီတင်းတဲ့သဘောတရားလေးကိုဘယ်လိုသိရမလဲတင်းတယ်လို့များသွားမသိလိုက်တင်းတယ်လို့မသိနဲ့ရုပ်ကိုသိရမှာကတစ်မျိုးပေါ်လာတာကဘာပေါ်လာတယ်လဲတဲ့ဝေဒနာပေါ်လာတယ်တင်းတဲ့ဝေဒနာပေါ်လာတယ်တင်းတယ်လို့ရွာသွားမသိနဲ့တင်းတယ်လို့မသိနဲ့ဩဝေဒနာကိုသာသိလိုက်တင်းတယ်လို့ပေါ်လာရင်တင်းတယ်ဆိုတာပြညတ်ပါလားတင်းတာမရှိတဲ့တရားပဲရှိတဲ့တရားကဝေဒနာသာရှိပါလားဩဝေဒနာခန္ဓာပဲဝေဒနာဤအစနဲ့အလယ်နဲ့အဆုံးနဲ့ပြင်းလေးရှူပြီးတော့အဲ့ဒီဝေဒနာအစအလယ်အဆုံးကိုသဘောလေးဆောင်းလိုက်သဘောလေးကိုတင်းတယ်လို့ပေါ်လာရင်တင်းတယ်လို့မသိနဲ့ဝေဒနာသာသိလိုက်ဩဒါဝေဒနာခန္ဓာပဲမြင်နေတာကယူပက်ခန္ဓာအတုပအယုစုကြီးပဲဒီပေါ်ဥသိနေတာကပေါ်လာတာကဝေဒနာခန္ဓာ
တင်းတယ်လို့သင်ညာသွားမပေးနဲ့တောက်နေပေါ်လာရင်တောက်တယ်လို့သင်ညာမပေးနဲ့ထုံနာပေါ်လာရင်ထုံတယ်လို့သင်ညာမပေးနဲ့အောင့်နာပေါ်လာရင်အောင့်တယ်လို့သင်ညာမပေးနဲ့ကြိုက်တာပေါ်လာရင်ကြိုက်တယ်လို့သင်ညာမပေးနဲ့ဘာပဲပေါ်ဩဝေဒနာခန္ဓာပဲဝေဒနာသာရှိပါလားတင်းနေတောက်နေထုံတယ်ဆိုတာစိတ်တသင်္ခါရတွေဖြစ်ပြနေတဲ့စိတ်တွေပဲမရှိတဲ့စိတ်တွေပဲရှိတဲ့တရားကပြစ္ဆုတ်ပါမြင်တဲ့သဘောကယူပက်ခန္ဓာအတုပတရားကြီးပဲဒီပေါ်ဥသိနေတာကဝေဒနာဖြစ်လာမှသင်ညာကတင်းနေတောက်နေထုံတယ်ဆိုတဲ့သင်ညာပေးပါလားရှိတာကတော့ဘာလဲတဲ့သင်ညာမပေးပါနဲ့ဝေဒနာပဲဝေဒနာခန္ဓာပဲဝေဒနာသာရှိပါလားဝေဒနာတစ်လုံးနဲ့သိပြီးတော့အဲ့ဒီဝေဒနာကိုအစနဲ့အလယ်နဲ့အဆုံးနဲ့အတိလေးဆုံးအောင်လိုက်ပါတထိုင်နဲ့အပယ်လွတ်ပါတယ်သေတဲ့အခါကြတော့လေတင်းတယ်လို့မသိနဲ့တောင်းတယ်လို့မသိနဲ့ထုံတယ်လို့မသိနဲ့အောင့်တယ်လို့မသိနဲ့ကြိုက်တယ်လို့မသိနဲ့ရင်တွေကကြက်တယ်လို့မသိနဲ့ခန္ဓာကိုယ်ကြီးပူတယ်လို့မသိနဲ့လက်ရဲလို့မသိနဲ့ခေါင်းရဲလို့မသိနဲ့မိန်းမရဲလို့မသိနဲ့ယောက်ျားရဲလို့မသိနဲ့ခြေစလုံးရဲလို့မသိနဲ့တင်မရဲလို့မသိနဲ့ပေါင်ရဲလို့မသိနဲ့ခါရဲလို့မသိနဲ့နှရွက်ရဲလို့မသိနဲ့မျက်စိရဲလို့မသိနဲ့နှာခေါင်းရဲလို့မသိနဲ့ပါးစပ်ရဲလို့မသိနဲ့ပြစ္ဆုတ်ပံပေါ်လာလဲမြင်လိုက်ရင်ဒါအတုပတရားကြီးမြင်တဲ့ဟာယူပက်ခန္ဓာကြီးအတုပတရားကြီးအယုစုကြီးဒီပေါ်ဥသိနေတာကဓာတ်ကြီးလေးပါပေါ်လာတော့ရုပ်ချင်းတက်ကြတဲ့ဖသဝေဒနာဖြစ်လာဝေဒနာခန္ဓာဖြစ်လာအဲ့ဒီဝေဒနာခန္ဓာဖြစ်လာတော့ဝေဒနာလာသိတင်းနဲ့တောက်နဲ့ထုံနဲ့လို့များသွားမသိနဲ့အကျိုးတရားကြီးအပယ်လေးပါကြာရောက်မဲ့တရားကြီးအဲ့ဒီဟာခလေးလေးလည်းသိလူကြီးလည်းသိတင်းနဲ့တောက်နဲ့ထုံနဲ့ဆိုတာခလေးလေးလည်းသိတယ်လူကြီးလည်းသိတယ်လူတိုင်းသိတယ်အသိအဲ့ဒီလူတိုင်းသိတာကဘာအသိလဲမိစ္ဆာအသိအဲ့ဒီမိစ္ဆာအသိအဝိဇ္ဇာအသိကိုမသိဘဲနဲ့ဝိဇ္ဇာပညာအသိကိုသိဖို့ဝေဒနာတင်ညာလွတ်ပြီးဝေဒနာပညာဖြစ်အောင်သိပါပြစ္ဆုတ်ပံတင်းနာပေါ်လာလို့ရှိရင်ဒါဝေဒနာခန္ဓာပဲလို့သာသိမြင်တာကယူပက်ခန္ဓာဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာဝေဒနာပါလားဆိုပြီးဝေဒနာဤသဘောတရားလေးကိုသိပြီးတော့အစနဲ့အလယ်နဲ့အဆုံးနဲ့အဆုံးလေးလိုက်လိုက်ဆုံးတဲ့သဘောလေးသိလိမ့်မယ်အဲ့ဒီဝေဒနာကုံဆုံးသွားတော့စိတ်ကလေးကတင်းငြိမ်ပြီးအေးဓာတ်ကလေးခံစားလိုက်စိတ်ဓာတ်သတိပဋ္ဌာန်ရောက်သွားတယ်အဲ့ဒီစိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါရောက်ဖူးတဲ့ပုဂ္ဂိုလ်ငါသိလို့ရှိရင်ဒီလိုပဲဒီရဲ့ဝေဒနာဖြစ်လာမှာပဲဒီလိုပဲငါသိတင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့အောင့်နဲ့မသိပဲနဲ့ဝေဒနာပေါ်လာလို့ရှိရင်ဝေဒနာခန္ဓာဝေဒနာသိပြီးတော့အစနဲ့အလယ်နဲ့အဆုံးနဲ့ဒီဝေဒနာတစ်လုံးနဲ့သိပြီးငါအစအလယ်အဆုံးသိရမှာပါလားလို့ဒီဒုက္ခဟာဆုံးသွားလို့ရှိရင်စိတ်ကလေးကတည်ငြိမ်ပြီးတော့ငါခဏသိကြည့်တာပါလားလို့သိလိုက်အဲ့ဒီတော့သဘောပေါက်ပါလိမ့်မယ်အဲ့ဒီတော့ဝေဒနာတစ်ခုဖြစ်လာလို့ရှိရင်လဲမပြင်လိုက်ပါနဲ့တထိုင်နဲ့အပယ်လေးပါလွတ်အောင်လို့စိတ်ကလေးတွေတင်ပြီးတော့ပြင်ပေးနေတာအဲ့တော့ဘုရားကဟောထားတယ်တင်းနာပေါ်လာလို့ရှိရင်တင်းနာကိုဝေဒနာသာသိလိုက်တင်းတယ်လို့သင်ညာမပေးနဲ့တောင်းလာရင်တောင်းတယ်လို့များသင်ညာမပေးနဲ့ဖြစ်တယ်ပြက်တယ်လို့လည်းသင်ညာမပေးနဲ့တခုတည်းသိတစ်လုံးနဲ့သိဝေဒနာသင်ညာလွတ်ပြီးဝေဒနာပညာဖြစ်အောင်ချက်နဲ့သွားမယ်ချက်နဲ့ဘာကြောင့်လဲတဲ့ဝေဒနာကိုဥပါဒံလွတ်သွားအောင်ဥပါဒံနဲ့ခန္ဓာချုပ်သွားအောင်ဝိဇ္ဇာခန္ဓာကြအောင်အဝိဇ္ဇာခန္ဓာ၅ပါးချုပ်သွားအောင်ဘာကြောင့်လဲတဲ့အရိယသူတော်ကောင်းများသောတာပတ္တိမက်ကဘာနဲ့သတ်လိုက်တယ်လဲတဲ့ပြစ္ဆုတ်ပံတင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့အောက်နဲ့ဆိုတဲ့စိတ်ဓာတ်သင်္ခါရတွေဖြစ်နေတဲ့ဥစ္စာဘာသွားသိလိုက်တဲ့ဝေဒနာခန္ဓာဝေဒနာတစ်လုံးနဲ့သိထားအဲ့ဒါ message ပဲအဲ့တော့တစ်လုံးနဲ့အသိခိုင်းတာတင်းတယ်လို့ဆိုရင်တင်းတာကြီးများသွားမရှုလိုက်နဲ့အဲ့ဒါကခလေးလေးလည်းသိတယ်လူကြီးလည်းသိတယ်ပူရင်ခလေးလေးလည်းသိတယ်လူကြီးလည်းသိတယ်ခွေးတွေလည်းမင်းနဲ့ရှုလိုက်ရင်ပူတယ်ပြေးတာပဲမပြောတတ်လို့စကားဝေဒနာသိတာမဟုတ်ဘူးတကယ်ရှိတဲ့တရားဝေဒနာခန္ဓာကိုသိတာမဟုတ်ဘူးခလေးလေးလည်းသိတယ်တင်းတာလည်းခလေးလေးလည်းသိတယ်တောက်တာလည်းခလေးလေးလည်းသိတယ်ထုံတာလည်းခလေးလည်းသိတယ်ပူတာလည်းသိတယ်အေးတာလည်းသိတယ်လှုပ်တာလည်းသိတယ်ကြက်တာလည်းသိတယ်ပူတာလည်းသိတယ်ငြိမ့်နေတာလည်းသိတယ်ဒါခလေးလေးလည်းသိတယ်လူကြီးလည်းသိတယ်ဒီအသိမျိုးသိရမယ်တရားတွေမဟုတ်ဘူးဘယ်အသိသိရမလဲတဲ့ရှိတဲ့တရားကပြစ္ဆုတ်ပါမြင်တာကဘာလဲယူပက်ခန္ဓာအတုပတရားကြီးအယုစုကြီးဒါကြီးကအဗျာကတာယုတ်ကြီးဒီပေါ်ဥသိနေတာကဓာတ်ကြီးလေးပါရုပ်ဝေဒနာတွေဖြစ်လာမှသင်ညာကပေးတာဝေဒနာဖြစ်လာတော့ဝေဒနာခန္ဓာကိုသာသိဒါဝေဒနာခန္ဓာဆိုတာခန္ဓာတွေကပေါ်လာတာဝေဒနာခန္ဓာပါလား
ဝေဒနာသာရှိပါလားတင်းနေတောက်နေထုံနေဆိုတာကစိတ်ဓာတ်သင်္ခါရတွေပဲစေတသိက်တွေပါလားအဲ့တော့နာဖြစ်ပြက်ချုပ်သွားအောင်စိတ်ဓာတ်သင်္ခါရချုပ်သွားအောင်ဝေဒနာတဏမကူအောင်ဝေဒနာတင်တဏလွတ်နေအောင်ဥပါဒခန္ဓာ၅ပါးချုပ်နေအောင်ဝေဒနာပေါ်လာလို့တင်းတာတောက်တာထုံတာမသိပဲနဲ့တင်းတာကိုဝေဒနာသာတစ်လုံးနဲ့သိလိုက်အဲ့ဒီလိုသိလိုက်ပြီဆိုလို့ရှိရင်ဒကမာကြီးတွေအသေးတက်ပြီသေချိုးလက်နတ်တယ်ရှင်ချိုးလက်နတ်တယ်နားတယ်ကြိုက်တယ်ထုံတယ်ကျင်းတယ်အောက်တယ်ပူတယ်အေးတယ်ဆိုလို့ရှိရင်လေးဘက်ထောက်ပြီးတော့မိုးကြောခိုင်းတော့ရေထဲလည်းဖင်လျှော့ဆင်းတော့ငရဲဒီလည်းခံရော့ဒီလိုသေမှာဆိုလို့စိတ်ကလေးတွေငွေကုန်ကြီးကြခံပြီးပင့်တဲ့ပုဂ္ဂိုလ်လာပင့်လို့ဥပဇင်းတို့ကနေပြီးအကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးတွေပြောင်းပေးတာလှုပ်ရင်လှုပ်ကြမလှုပ်လို့ရှိရင်ကိုလန့်ကိုသွားအောင်မယ်လူသေးလို့လူမဖြစ်ဘူးအဲ့ဒါကြောင့်မလို့စိတ်ကလေးတွေပြန်ပေးတာမနေ့ကတော့ညစ်နဲ့တော့ပြန်သွားလို့ဒီနေ့တော့ကဲသဘောလေးကိုတင်ပြပြီးတော့အလုတ်တရားပေးတယ်အဲ့တော့အလုတ်တရားကြမှာအသားပါအသေးတတ်မယ်အဲ့တော့စားကြည့်မှသိလိမ့်မယ်ဒုက္ခအမှန်မြင်လို့ရှိရင်ဒုက္ခတွေ့လိမ့်မယ်ဘုရားကဟောထားတယ်သတိပဋ္ဌာန်တရား၄ပါးရှိကာယသတိပဋ္ဌာန်ဝေဒနာသတိပဋ္ဌာန်စိတ်ဓာတ်သတိပဋ္ဌာန်ဓမ္မသတိပဋ္ဌာန်နဲ့ကနဥစိတ်ကလေးဟာနာသီဝါတကားကနေပြီးတော့တွန်းတဲ့သဘောလေးသိလိုက်တယ်ကံတဲ့သဘောလေးသိလိုက်တယ်တွန်းနာလေးသိလိုက်တယ်ကံနာလေးသိလိုက်တာကနံကလေးအပြင်ဘက်မထွက်အောင်လို့စိတ်ကလေးငြိမ်အောင်လို့ပဋိကံယူလိုက်တာအသေးတတ်ဖို့ဟာကိုဒီနံလေးကိုလွတ်ပြီးတော့တခါတည်းကိုထားလိုက်တဲ့ဥစ္စာမြင်လိုက်တဲ့ဥစ္စာထွက်တာထွက်သွားရသွားတော်ရောက်တောင်ရောက်ပကိုးရောက်တညင်ရောက်အကုန်ရောက်နေတဲ့စိတ်ရိုက်စိတ်ယုတ်မှာကိုအဲ့ဒီအာနာပါနသတိနဲ့ယူပြီးတော့သတိဖားလိုက်တာနံလေးငြိမ်သွားအောင်လို့နောက်ကြတော့ဒီနံလေးထွက်မပြေးနိုင်အောင်ဝေဒနာနဲ့ဖားယူမပြေးနိုင်ဘူးနံဝိရောဝေဒနာတတိဝေဒနာနုပဒနာဖြစ်အောင်လို့တခါတည်းဝေဒနာပေါ်တဲ့စိတ်ကလေးတည်ငြိမ်အောင်လို့တခါတည်းအစနဲ့အလယ်နဲ့အဆုံးနဲ့ဆုံးအောင်လိုက်ကြည့်ခိုင်းတာတထိုင်နဲ့အပယ်လေးပါလွတ်အောင်လို့ဒီဝေဒနာမှတိုက်ထားတဲ့ပုံကိုမဟုတ်လို့ရှိရင်သက်တော့သက်သာလေးနဲ့နေမဲ့ပုံကိုဆိုလို့ရှိရင်သေဂာနိစေစေကြရင်နားလိုက်တာကြိုက်လိုက်တာခွေးဖြစ်မဲ့လူရဲ့ဝက်ဖြစ်မဲ့လူရဲ့ရေတဲ့ကရှက်တို့ဘလုတ်တို့ဖြစ်မဲ့ဟာတွေကသော160လူသေးလို့လူမဖြစ်ဘူးအဲ့ဒါကြီးဖြစ်မှာပဲနာတာကြီးသိတာကြိုက်တာကြီးသိတာထုံတာကြီးသိတာပူတာကြီးသိတာခလေးလေးလည်းသိတယ်ခွေးလည်းသိတယ်ဝက်လည်းသိတယ်ပူတာကြိုက်တာထုံတာတွေမပြောတတ်လို့ဒီအသိမျိုးမဟုတ်ဘူးသိရမှာကဘာလဲတဲ့ဝိဇ္ဇာပညာမြင်ပညာသိရမယ်ဘုရားကဟောထားတယ်အမြင်မှန်သိရမယ်တဲ့ခန္ဓာ၅ပါးဟာဘာရှိမြင်နေတာကယူပဲခန္ဓာအတုပတရားကြီးအယုစုကြီးမိမလည်းမဟုတ်ယောက်ျားလည်းမဟုတ်ဘူးမြင်နေတာဒါကြပုတ်ရမယ်တရားဒီပေါ်မှာဝေဒနာရဲ့သင်ညာရဲ့သင်္ခါရရဲ့ဝိညာဏရဲ့နာခန္ဓာလေးပါဥသိနေသေးလို့ဒါကြမပုတ်သေးတာဝေဒနာလည်းမရှိဘူးသင်ညာလည်းမရှိဘူးသင်္ခါရလည်းမရှိဘူးဝိညာဏခံစားမှုနာလည်းမရှိတော့ဘူးဆိုရင်3ရက်လောက်ကြာပြီဆိုမဲပုတ်ပြီးသွေးပုတ်ပြေပုတ်တွေကြာပြီးတော့မီးရှို့ရတော့မယ်ခေါင်းနဲ့ထဲရတော့မယ်ဒီဟာကြီးကို၅ပြားတော့ပေးဝယ်မဲ့လို့မရှိဘူးပုတ်ရမယ်တရားကြီးအတုပတရားကြီးအယုစုကြီးဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာရဲ့သင်ညာရဲ့သင်္ခါရရဲ့ဝိညာဏရဲ့နာခန္ဓာ၄ပါးဥသိနေတယ်အဲ့ဒီတော့ဒီယုပက်ခန္ဓာယုတ်တရားကြီးပေါ်ဥသိနေတာကဝေဒနာခန္ဓာဝေဒနာခန္ဓာတော့မသိရဘူးခန္ဓာ၅ပါးကိုဘုရားကမြင်အောင်ကြည့်ခိုင်းတာခန္ဓာ၅ပါးတော့မသိရဘူးဘာသွားသိလဲတဲ့တင်းနေတောင်းနေထုံနေကျင်းနေညောင်းနေနားတယ်ကြိုက်တယ်နားတယ်ဒါသွားသိတော့လေးဘက်ထောက်ပြီးတော့ရှက်တို့ဘလုတ်တို့ငမန်းတို့ငဆင်တို့ဖြစ်ကြတော့ပင်လေကြီးကလည်းနေတယ်အဲ့ဒါကြောင့်မလို့အသေးတက်ဖို့ဟာကမတွေလာပြီးတော့အသိပေးတာစိတ်ကလေးတွေပြောင်းပေးတာတင်းနာပေါ်လာလို့ရှိရင်တင်းတယ်လို့များမသိနဲ့ဩဒါချက်ပြင်းနေတာကယူပက်ခန္ဓာကြီးပဲပေါင်မဲ့ချီရယ်လို့မသိနဲ့မြင်းနေတာကယူပက်ခန္ဓာဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာဝေဒနာခန္ဓာဖြစ်လာမှတင်းတယ်လို့သင်ညာပေးတာကသင်ညာခန္ဓာတင်းတယ်လို့သင်ညာပေးလိုက်မှတင်းတာကြီးဆွဲလန်းပြီးတော့အယူမှားဒိဋ္ဌိကြီးဖြစ်ပြီးတော့ဒိဋ္ဌိတဏှာယာကဖြစ်ပြီးတော့အပယ်လေးပါးဒီစိတ်ကသင်ညာကလိန်လိုက်လို့သင်ညာဝိပါဒသကလိန်လိုက်လို့သင်္ခါရပြုတ်ပြင်ပေးလိုက်လို့အပယ်လေးပါးငါစောက်ထိုးဆင်းရပါလားဟောဒါသိရောအဲ့တော့တရားဓမ္မများသင်ညာမပေးနဲ့ဝေဒနာတစ်ခုဖြစ်လာလို့ရှိရင်တင်းနာပေါ်လာလို့ရှိရင်ဩဒီဟာမြင်နေတာကဒီဟာကြီးခန္ဓာကြီးအောင်ယူပက်ခန္ဓာအတုပတရားကြီးပဲဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာပဲဝေဒနာခန္ဓာဝေဒနာသာရှိအဲ့ဒီဝေဒနာလေးသိပြီးတော့ဝေဒနာဤအစဝေဒနာဤအလေ
ဝေဒနာဤအဆုံးသဘောလေးဆုံးအောင်တခါတည်းနဲ့လိုက်ကနဦးစိတ်ကလေးကအာနာပါနာတတိကိုတောနာလေးသည်ကာနာလေးသိနေတာကာယသတိပဋ္ဌာန်ကြာထိုင်ပါများလာတော့အခုတရားဓမ္မများကြာထိုင်လာတဲ့အချိန်ခါဝေဒနာဖြစ်လာလိမ့်မယ်တင်းတဲ့ဝေဒနာတွေပေါ်လာလိမ့်မယ်တောက်တဲ့ဝေဒနာတွေထုံတဲ့ဝေဒနာတွေအောင့်တဲ့ဝေဒနာတွေကြိုက်လာတဲ့ဝေဒနာတွေသင်္ကတနဲ့အသင်္ကတဒကာမကြီးတွေဒကာကြီးတွေသဘောပေါက်အောင်လို့ဘာလာလို့ခွဲပြမယ်တင်းတဲ့ဝေဒနာတွေတောက်တဲ့ဝေဒနာတွေထုံတဲ့ဝေဒနာတွေကျင်းတဲ့ဝေဒနာတွေအောင့်လာတဲ့ဝေဒနာတွေကြိုက်လာတဲ့ဝေဒနာတွေကြက်လာတဲ့ဝေဒနာတွေယိုကြလာတဲ့ဝေဒနာတွေပူလာတဲ့ဝေဒနာတွေအေးလာတဲ့ဝေဒနာတွေလှုပ်လာတဲ့ဝေဒနာတွေတွန်းတဲ့ဝေဒနာတွေအောင့်လာတဲ့ဝေဒနာတွေသင်္ခါရနဲ့သင်္ကတဓာတ်နဲ့အသင်္ကတဓာတ်စိတ်ကလေးကိုခွဲပြခြင်းလို့သဘောပေါက်လွယ်အောင်လို့သင်္ကတကဘာလဲတဲ့ဝေဒနာကတော့တင်းတာလဲဝေဒနာတောက်တာလဲဝေဒနာထုံတာလဲဝေဒနာအောင့်တာလဲဝေဒနာကြက်တာလဲဝေဒနာပူတာလဲဝေဒနာဝေဒနာကိုတော့သိရမယ်ဝေဒနာခန္ဓာတင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့အောင့်နဲ့ဆိုတာအဲ့ဒါစိတ်ဓာတ်သင်္ခါရအဲ့ဒီစိတ်ဓာတ်သင်္ခါရတင်းနဲ့တောက်နဲ့ထုံနဲ့ကျင်းနဲ့မသိဘဲနဲ့ဝေဒနာတစ်လုံးနဲ့သိရင်စိတ်ဓာတ်သင်္ခါရချုပ်ပြီးဝေဒနာတွေရနေပြီဝေဒနာတဏမကုတော့ဘူးဝေဒနာမှာဥပါဒခန္ဓာ၅ပါးမဖြစ်တော့ဘူးအဲ့ဒါပရိစ္ဆသမုပ္ပါရက်နေတဲ့စိတ်ဝေဒနာကိုဥပါဒခန္ဓာလွတ်တဲ့စိတ်ဝေဒနာကိုတော့ဝေဒနာမှမသိဘူးမရှိတဲ့တရားတွေသွားပြီးတော့တခါတည်းတင်လိုက်တာတောင်းလိုက်တာညောင်းလိုက်တာကဲလိုက်တာသက်တော့သက်သာလေးတော့နေတော့သေတော့လေးပဲတောက်ပြီးတော့တခါတည်းရှက်တို့ဘလုတ်တို့ခရုတို့ဖြစ်ကြပြီးတော့ဝေဒနာမှမသိပဲသိတာကဘာလဲတင်းနဲ့တောင်းနဲ့ထုံနဲ့ချင်းနဲ့ညောင်းလိုက်တာခြေစလုံးပဲပေါင်ပဲကိုပဲလို့ဒီလိုသိတာဒီအသိမျိုးကတော့မိစ္ဆာအသိခေါ်တယ်အဝိဇ္ဇာအသိခေါ်တယ်ပညာအသိခေါ်တယ်ဒီအသိဒီအမြင်မျိုးကလူကတိသသိသိလူတယောက်မှဖြစ်ဝေဒနာသတ်ရင်သေရင်ဒီဝေဒနာလာလိမ့်မယ်ဒီဝေဒနာကိုဝေဒနာမှသိရင်သိဝေဒနာခန္ဓာကိုသိရင်သိဝေဒနာခန္ဓာမှမသိလို့ရှင်တင်းလိုက်တာတောင်းလိုက်တာငါကိုကြီးကပူလိုက်တာငါကိုကဖောလိုက်တာငါရင်ထဲကကြက်လိုက်တာတို့ဘိတကသုံးပုံဘယ်ပြန်နှပြန်လှသေရင်ဒီစိတ်နဲ့သေရင်သွားရောအပယ်လေးပါဘာကြောင့်လဲဝေဒနာသမာဓိမှမရှိပဲဝေဒနာသင်ညာမရှိဝေဒနာသင်ညာကြီးဝေဒနာသင်ညာလွတ်ပြီးဝေဒနာပညာစောလောဆရာတော်ဘုရားကြီးပြောတယ်လို့ပေါ့ဝေဒနာသင်ညာဝေဒနာပညာဝေဒနာသင်ညာကဘယ်ဟာလဲဝေဒနာသင်ညာကတင်လိုက်တာတောင်းလိုက်တာထုံလိုက်တာကျင်လိုက်တာအောင့်လိုက်တာကြိုက်လိုက်တာပူလိုက်တာအေးလိုက်တာလှုပ်လိုက်တာရွလိုက်တာယာလိုက်တာညောင်းလိုက်တာဆိုတာအဲ့ဒါဝေဒနာသင်ညာဝေဒနာသင်ညာလွတ်ပြီးတော့ဝေဒနာပညာကဘာလဲဝေဒနာသင်ညာလွတ်တာကတင်းနဲ့တောက်နဲ့ထုံနဲ့ဆိုတဲ့စိတ်တွေချုပ်ပြီးတော့ဘယ်စိတ်ဖြစ်နေလဲဝေဒနာခန္ဓာဝေဒနာတစ်လုံးနဲ့သိနေတာဝေဒနာပညာဝေဒနာသင်ညာလွတ်ပြီးတော့ဝေဒနာပညာဖြစ်ပြီးအဲ့ဒါပရိစ္ဆသမုပ္ပါလွတ်မြောက်နေ message ကြသွားစိတ်ဓာတ်သင်္ခါရချုပ်သွားတယ်တစ်လုံးနဲ့ပေးတာများပေးတာမဟုတ်ဘူးကျက်နဲ့ပုတ်ပေးတာဒါတင်ညဖို့မှာအသေးတက်ဖို့ဟာကိုစိတ်ကလေးတွေအပင်မခံပြီးတော့နင်လားငါလားကိုအသိပေးနေတာဒကာဒကမများအပင်မခံပြီးတော့ခန္ဓာကိုမငဲ့ကွက်ဖဲနဲ့ဒကာဒကမများအဆင်းရဲအပင်မခံပြီးတော့တခါတည်းနင်လားငါလားပေးတာသရဝရိယသတိသမာဓိပညာပုံ၅ပါးလက်ကင်ထားအဲ့တော့အရေးကြီးဆုံးကအချက်ကဒကာဒကမများဖယားရှင်ကိုတော်မြတ်ကြီးလည်းခန္ဓာ၅ပါးလှူပြီးပြီခန္ဓာ၅ပါးယုံနာတရားလှူပါ၏အယုတ်ကြည်အရေးခန်းကတထိုင်နဲ့လှူပြီးပါပြီကမ္မထမ်းပြတဲ့ပုဂ္ဂိုလ်လည်းခန္ဓာ၅ပါးလှူပြီးပါပြီအဲ့ဒီတော့ဒါနတွေလည်းအောင်သီလတွေလည်းရအောင်ဘာဝနာတွေလည်းရအောင်ဒါနအစသီလလည်းဘာဝနာအဆုံးနဲ့ပိုက်ဆံ၅ပြားမှမကုန်မဲနဲ့ဓမ္မဒါနဖြစ်ဖို့ခန္ဓာမငဲ့ကွယ်ဖဲနဲ့လှူလိုက်တဲ့ဒါနအဲ့ဒီဒါနဟာခန္ဓာ၅ပါးကိုအယုတ်ကြည်အရေးခန်းလူသိရင်သိမသိတရားရတဲ့ဒီရုပ်ဝေဒနာအစအလေအဆုံးကိုငါအတိလေးဆုံးအောင်လိုက်ကြည့်မယ်ဆိုပြီးတော့ဓမ္မဒါနနဲ့ပြုတ်လိုက်တဲ့ဒါနခန္ဓာမငဲ့ကွက်တဲ့ဒါနအဲ့ဒီဒါနကနိဗ္ဗာန်သွားလိမ့်မယ်ဒါနအစသီလအလေတဲ့ဝေဒနာသမာဓိရလာတော့ဝေဒနာပေါ်မှာစိတ်ကလေးတည်ငြိမ်ပြီးတဲ့ရုပ်ဝေဒနာပေါ်ယုံနာပေါ်မှာတည်ပြီးဆိုလို့ရှိရဲ့သီလလည်းလုံပြီးသားဖြစ်နေပြီယုံနာတီးနေပြီလောဘဒေါသမောဟဆိုတဲ့စိတ်တွေမရှိဘူးသီလလုံနေပြီဘာဝနာကဘယ်ဟာလဲတဲ့ပွားများတာမင်းတင်းနဲ့တောင်းနဲ့ထုံနဲ့ဆိုတာမရှိတဲ့တရားပါကွာရှိတာကမြင်နေတာကယူပဲ့ခန္ဓာအတုပါအယူစုကြီးမိမလည်းမဟုတ်ယောက်ျားလည်းမဟုတ်အတုပါတရားကြီး
ဒီပေါ်ဥစည်းနေတာကဝေဒနာခန္ဓာဝေဒနာတွေကဝေဒနာခန္ဓာတွေပဲဝေဒနာတစ်ခုဖြစ်လာမှသင်ညာကပူတယ်ကြိုက်တယ်ထုံတယ်ဆိုတာသင်ညက်ခန္ဓာသင်ညက်ခန္ဓာကသင်ညာပေးမှဆွဲလန်းခြင်းသင်္ခါရကပြုပြင်ပေးလိုက်တာဝေဒနာကိုနာတယ်လို့သင်ညာပေးလိုက်တော့သင်္ခါရကပြုပြင်ပေးလိုက်တယ်ပြင်လိုက်တယ်လှုပ်လိုက်တယ်အဲ့ဒါသင်ညာပေးတာပြုပြင်ပေးလိုက်ပြီဟောဒုက္ခဝေဒနာမသိဘူးအစနဲ့အလယ်နဲ့အဆုံးနဲ့မသိဘူးပြုပြင်ပေးလိုက်ပြီလေသင်ညာကလိန်လိုက်ပြီလေနာတယ်ကြိုက်တယ်ညောင်းတယ်လို့သင်ညာကပေးလိုက်တာသင်္ခါရကပြုပြင်ပေးလိုက်ပါရောဗျာပြုပြင်ပေးလိုက်တော့ဒုက္ခဝေဒနာကိုအရိယကဖုံးလိုက်ပါရောဗျာဒုက္ခသစ္စာမမြင်ဘူးဗျာအသေးတတ်ဖို့ဟာလဲအစအလေအဆုံးကိုလည်းမလိုက်ဘူးဗျာပြင်းနေတာနဲ့အချိန်ကုန်ရောဗျာဒိဋ္ဌိပြုတ်လို့လားတဲ့သိရင်ဘလူကစမလဲဒီဝေဒနာကစမယ်ဒီဝေဒနာကစရင်နာလိုက်တာလို့ငါတော့တော်အောင်မှာပဲညောင်းလိုက်တာလို့ရမလားဗျာမရပါဘူးဒီဝေဒနာကဒင်းချမ်းလာလိမ့်ဒင်းချမ်းလာတော့သေခါနိစစဲကြတော့ငါတတ်လိုက်လိမ့်နာလိုက်တာကြိုက်လိုက်တာထုံလိုက်တာကျင်လိုက်တာငါတော့သိရတော့မှာပဲဆိုစိတ်သာချအဲ့ဒါဘယ်လဲအပေလေးပါအဲ့ဒါကြောင့်မလို့အပေလေးပါကြာရောက်မဲ့အကုသိုလ်စိတ်တွေဖြစ်မှာဆိုလို့ကုသိုလ်စိတ်ကာမဝဇရကုသိုလ်စိတ်ကလေးဖြစ်အောင်ဟာဘယ်စိတ်လဲတဲ့တင်းတယ်လို့သိလိုက်လို့ရှင်အဝိဇ္ဇာစိတ်ဥပါဒံခန္ဓာ၅ပါးဖြစ်တဲ့စိတ်ဥပါဒံဖြစ်တဲ့စိတ်ဝေဒနာခန္ဓာဝေဒနာကိုသိလိုက်လို့ရှင်ဝိဇ္ဇာစိတ်ဥပါဒံလွတ်နေတဲ့စိတ်ဝေဒနာတဏမကုတဲ့စိတ်တွေဘုရားကစိတ်ပဲဟောတယ်အဲ့တော့ဝေဒနာမှသိပါတင်းနဲ့တောင်းနဲ့ထုံတယ်လို့မသိပါဘူးအဲ့တော့အရေးကြီးဆုံးအချက်ကဘာလဲတဲ့တရားဓမ္မများသရဝရိယတတိသမာဓိပညာဘုံ၅ပါးရှိသရဆိုတဲ့ဥစ္စာငါဆရာခိုင်းနိုင်လို့သရဟာသိခြင်းလဲသိရောငါတထိုင်နဲ့အခုကအပင်မခံပြီးတော့အသိပေးပြီးတော့သရနဲ့တင်ပြီးတော့ပေးနေတာအဲ့တော့တရားဓမ္မများကလည်းကျင့်တဲ့ပုဂ္ဂိုလ်တွေကလည်းသရရှိဖို့အရေးကြီးတယ်အပင်မခံပြီးတော့ဒီမဲ့စိတ်တွေပြင်ပေးနေတာသရဝရိယတတိသမာဓိပညာဘုံ၅ပါးရှိဘုံ၅ပါးဆိုတာဘယ်ဟာလဲတဲ့သရဆိုတာဘယ်ဟာလဲတဲ့ငါဆရာခိုင်းနိုင်လို့ငါဖရတဲ့ခန္ဓာ၅ပါးလှူပြီးပြီကမ္မထမ်းပြတဲ့ပုဂ္ဂိုလ်လည်းခန္ဓာ၅ပါးလှူပြီးပြီသေခြင်းလဲသေရောအခုတထိုင်မှာရုပ်ဝေဒနာမကုံမချင်းအစနဲ့အလယ်နဲ့မဆုံးမချင်းငါမထတော့ဘူးဆိုတာအဲ့ဒါသရပဲသေခြင်းလဲသေရောဒီအချိန်ခါမှာတဏှတ်နဲ့ပြည့်လည်းငါမထဘူးကင်းကြိုက်လည်းငါမထဘူးသေခြင်းလဲသေရောဆိုတာအဲ့ဒါသရစိတ်ပဲသေခြင်းလဲသေရောအယုတ်ကြည်ကြည်အေးခန်းလူသေရင်သေမသေတရားရဆရာခိုင်းနိုင်လို့မယ်ဆိုတာအဲ့ဒါသရစိတ်ပဲအဲ့ဒါသရဝရိယတဲ့နံလေးအပြင်ဘက်ထွက်မှာဆိုလို့နံလေးအပြင်ဘက်ထွက်မှာဆိုလို့တခါတည်းကိုတောင်တွေးအတိတ်ကိုလည်းတွေးလိုက်မယ်မရောက်သေးသောအနာဂတ်စိတ်ကိုလည်းမျောလိုက်နိုင်မယ်ပြစ္ဆုတ်ပံတဲ့တဲ့လေးနေအောင်လို့ဝရိယနဲ့နံလေးကိုထိမ့်သိမ့်ဆောက်ရှောက်နံလေးအတိတ်အနာဂတ်တွေးလိုက်မယ်စိတ်ဖြစ်မှာဆိုလို့ဝရိယနဲ့မဲမတွေးနဲ့ဆိုတာနံလေးကိုထိမ့်သိမ့်ဆောက်ရှောက်တာအဲ့ဒါဝရိယစိတ်သတိတဲ့သရာယဝရိယယသတိဆိုတာဘယ်ဟာလဲတဲ့ဘယ်စိတ်လဲတဲ့အကုသိုလ်စိတ်ဖြစ်သွားမှာဆိုလို့ဝေဒနာတစ်ခုပေါ်လာတယ်တင်းတာပေါ်လာမယ်တင်းတယ်လို့သိလိုက်မှာဆိုလို့တောင်းတာပေါ်လာရင်တောင်းတယ်လို့သိလိုက်မှာဆိုလို့ကြိုက်တာပေါ်လာရင်ကြိုက်တယ်လို့သိလိုက်မှာဆိုလို့ထုံတာပေါ်လာရင်ထုံတယ်လို့သိလိုက်မှာဆိုလို့ကြက်တာပေါ်လာရင်ကြက်တယ်လို့သိလိုက်မှာဆိုလို့ပူတာပေါ်လာရင်ပူတယ်လို့သိလိုက်မှာဆိုလို့ယိုကြလာရင်ယိုကြလာတယ်လို့သိလိုက်မှာဆိုလို့အေးဓာပေါ်ရင်အေးတယ်လို့သိလိုက်မှာဆိုလို့အဲ့ဒီစိတ်ကိုအကုသိုလ်စိတ်ကိုဝိပဿနာပညာမဲ့ပညာနဲ့နေပြီးတော့တခါတည်းအကုသိုလ်စိတ်ကနေပြီးကာမဝဇရကုသိုလ်စိတ်ကလေးကိုတင်ထားအကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးကိုဝေဒနာပေါ်တင်လိုက်အဲ့ဒါဘာလဲသတိသရာရဲ့ဝရိယရဲ့သတိရဲ့စာတဲ့ကဘုံ၅ပါးတော့မသိပါဘူးအကျင့်တွေကစိတ်တွေတော့အကုန်သိရအဲ့တော့စာစိတ်ကိုတော့မသိဘူးအဲ့တော့သရာဆိုတာပဲစိတ်လေစိတ်အလုပ်တွေဝိပဿနာတရားဆိုတာစိတ်အလုပ်အဲ့တော့သရာဆိုတာပဲစိတ်လေအယုတ်ကြည်ကြည်အေးခါသိခြင်းနဲ့သိရောငါမမဟုတ်ပဲဝေဒနာငါလားမြင်တာကတော့ယူပက်ခန္ဓာအယုစုကြီးအပြာကတာယုတ်ကြီးဒီယုတ်ကြီးကဘာမှသိတတ်တဲ့တရားမရှိဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာဖြစ်လာမှသင်ညာကပေးတယ်လိန်လိုက်တယ်သင်ညာဝိပါဒသားကလိန်လိုက်တယ်တင်းတာပါကွာတောင်းတာပါကွာထုံတာပါကွာဆိုတာအဝိဇ္ဇာသင်ညာကလိန်လိုက်အဲ့တော့အဝိဇ္ဇာသင်ညာမပေးမယ်နဲ့ဝိဇ္ဇာသင်ညာပေးပါပညာတ္တမှန်ပါပညာတ္တမှန်မှပရမသဘောပေါက်တယ်ပညာတ္တလွဲလိုက်လို့ရှိရင်တင်းနေတောင်းနေလို့သင်ညာအဝိဇ္ဇာသင်ညာပညာတ္တမှားသွားပြီဆိုရင်အဝိဇ္ဇာသင်ညာလိန်လိုက်ပြီဆိုအဝိဇ္ဇာအသိပဲသိဝိဇ္ဇာသင်ညာပေးလိုက်လို့ရှိရင်ဝိဇ္ဇာညာရလိမ့်အဲ့တော့ပညာတ္တမှန်မှပရမပေါက်တယ်ပညာတ္တလွဲသွားရင်ပရမပါလွဲ
အဲ့တော့ပညာတတ်ကဘာလဲတဲ့ဘုရားကဟောထားတာခန္ဓာ၅ပါးသရာဝရိယတတိသမာဓိပညာဘုံ၅ပါးရှိဘယ်လိုဘုံ၅ပါးလဲတဲ့တတိဆိုတာကအကုသိုလ်စိတ်ဖြစ်မှာဆိုလို့ဓာတ်ကြီးလေးပါပေါ်လာတယ်တင်းတဲ့ဝေဒနာတွေပေါ်လာတယ်တင်းတယ်လို့မသိပဲနဲ့ဩမြင်တာကတော့ယူပဲခန္ဓာတတိနဲ့ပြောင်းနေတာအကုသိုလ်ကနေပြီးကုသိုလ်ကာမဝဆရကုသိုလ်စိတ်ကလေးကိုတင်ပေးတယ်မပြုတ်ပြင်ပေးနဲ့တော့ဓမ္မကြီးတွေသဘောလေးကိုသုံးလိုက်ကြည့်ပါမပြုတ်ပြင်ပေးနဲ့နာလို့ပြုတ်ပြင်တာသေခါနီးဆက်ဆက်ပြုတ်ပြင်လို့မရဘူးတထိုင်နဲ့အပယ်လေးပါလွတ်အောင်လို့အပင်မခံပြီးတော့ဒကာဓမ္မတွေပြမပြင်းပါနဲ့မလှုပ်ပါနဲ့သဘောလေးကိုဝေဒနာတစ်ခုဖြစ်လိုက်ပြင်းပြင်းလေးရှူသွားရှူရမှလည်းမရှက်ပါနဲ့သေတော့ရှက်လို့ဖြစ်သေးလားနှတ်တွေသွေးတွေနှတ်တွေမေးတွေဘာတွေရွဲ့ပြီးတော့ဆွဲစောက်ပြီးအော့အံပြီးသေရောအဲ့ဒါတော့ရှက်မရှက်ဘူးလားတရားထိုင်တာရှက်ဖို့မလိုဘူးကြောက်ဖို့မလိုဘူးအသေးကျင့်နေတာနိဗ္ဗာန်ရဖို့မဟုတ်သေးဘူးတရားထိုင်တာကသောတာပန်ဖြစ်ဖို့မဟုတ်သေးဘူးသရဂံဖြစ်ဖို့မဟုတ်သေးဘူးအနာဂံဖြစ်ဖို့မဟုတ်သေးဘူးနိဗ္ဗာန်လိုချင်လို့မဟုတ်သေးဘူးအသေးကျင့်နေတာသေတတ်ဖို့ဟာကိုစိတ်ကလေးကိုအကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးကိုပြောင်းနေတာအကုသိုလ်နဲ့ကုသိုလ်ပြောင်းနေတဲ့စိတ်သောတာပန်ဖြစ်ဖို့သရဂံဖြစ်ဖို့အနာဂံဖြစ်ဖို့ယဟန္တာဖြစ်ဖို့မဟုတ်ဘူးအကုသိုလ်စိတ်နဲ့ကုသိုလ်စိတ်နဲ့ပြောင်းတာအဲ့ဒါကြောင့်မလို့ဒကာဓမ္မတွေသရာဝရိယတတိသမာဓိပညာဘုံ၅ပါးရှိဘုံ၅ပါးရှိတယ်ဆိုတာသရာဆိုတာအယုကြည်ကြည်အေခန်းခါသေခြင်းလဲသေရောငါဆရာခိုင်းနိုင်လို့ငါတော့သူမှားတဲ့အတိုင်းဟာဖြစ်ငါလှုပ်လဲမလှုပ်ဘူးဒီတစ်ထိုင်မှာတော့ငါသီလာလဲလုံသွားအောင်သီလာလဲလုံသွားအောင်သရာဝရိယတတိသမာဓိပညာဘုံ၅ပါးလဲရအောင်သေခြင်းလဲသေရောသူသဘောငါဆုံးအောင်လိုက်ကြည့်မယ်ဆိုပြီးတော့ဝေဒနာတစ်ခုပြစ်လိုက်ပြင်းပြင်းလေးရှူသွားပြင်းပြင်းလေးရှူသွားပြီဆိုရင်ဒီဝေဒနာသမာဓိမှနိုင်တယ်အဲ့တော့ဝေဒနာနှာသီးပြားကိုတွန်းနေကန်နေသိနေရင်ဝေဒနာမသိဘူးဝေဒနာသိနေရင်နှာသီးပြားမသိဘူးအဲ့တော့ဘာနဲ့ကူလိုက်လဲလို့ဝေဒနာသိပြင်းထန်လာတော့နှာသီးပြားပြင်းပြင်းလေးရှူလိုက်တာအဲ့ဒီမှာချိန်လိုက်တာပဲဒီနာလေးကဘယ်မှမပြေဘူးနှာသီးပြားသိလိုက်တာကဒုက္ခဝေဒနာသိလိုက်တာဒုက္ခဒုက္ခဝေဒနာဒုက္ခဝေဒနာနာခံစားဒါပဲရှိဒုက္ခဝေဒနာဆိုတာဓာတ်ကြီးလေးပါပေါ်လာတဲ့ဝေဒနာခံစားတာဒုက္ခဝေဒနာနှာသီးပြားသွားပြီးသိလိုက်တာဒုက္ခဝေဒနာနာဟာဒုက္ခဝေဒနာနဲ့ဒုက္ခဝေဒနာဝေဒနာခံစားတာပဲရှိအဲ့တော့နာတယ်ကြိုက်တယ်ထုံတယ်ကျင်တယ်အောင့်တယ်ရားတယ်လှုပ်တယ်ညောင်းတယ်ဆိုတာဘယ်ကလာတာလဲမရှိတဲ့တရားတွေကိုသွားသိအဲ့ဒါမိစ္ဆာအသိခေါ်တယ်အဲ့ဒီအသိမျိုးကတော့လူသေးလို့လူမဖြစ်တဲ့တရားဒါကြောင့်မို့လို့ဒီအသိမျိုးသိလိုက်မှာဆိုလို့သရာဝရိယတတိသမာဓိပညာဘုံ၅ပါးလက်ကင်ထားကြပါလို့အသိပေးပါတယ်ဘယ်လိုသိရမှာတော့သရာဆိုတဲ့ဥစ္စာအယုတ်ကြည်ကြည်အေခန်းခါသိခြင်းလဲသိရောသရာနဲ့နေပါသရာနဲ့ထိုင်ပါထိုင်တဲ့အချိန်ခါမှာအသိပေးနေတဲ့ပုဂ္ဂိုလ်ကသရာဝရိယတတိသမာဓိနဲ့အပင်မခံပြီးပေးနေပါလေသားနဲ့ကျင့်ညာအထုတ်တဲ့ပုဂ္ဂိုလ်ကနေမဲ့သရာမရှိဘူးဆိုလို့ရှိရင်လဲဒါသုခနဲ့သူပဲမတတ်နိုင်တော့ဘူးဘာကြောင့်လဲတဲ့အဲ့တော့အသေးတတ်ဖို့ဟာလာပြီးပေးပါလေသားနဲ့အသေးတတ်ဖို့ဟာမယူလို့ရှိရင်ရန်သူဝိုင်းထားတဲ့ဥစ္စာလမ်းပေါက်ရှိပါလေသားနဲ့ပြေးမထွက်ဘူးဆိုလို့ရှိရင်လမ်းတွေတာဝန်မဟုတ်ဘူးလမ်းတာဝန်လည်းမဟုတ်ဘူးဘလို့တာဝန်လဲတဲ့အဲ့တော့အသေးတက်ဖို့လာပြီးတော့စိတ်ကလေးတွေပြင်ပေးပါလေသားနဲ့နေလားငါလားမလုပ်ဘူးဆိုလို့ရှိရဲ့ဥပဇင်းတို့တာဝန်တော့မဟုတ်ဘူးတရားဓမ္မများတာဝန်မလုပ်နိုင်ဘူးဆိုရင်တရားဓမ္မများတာဝန်ပေါ့အဲ့ဒါကြောင့်မလို့အသိပေးပါတယ်အသေးတက်ဖို့ဟာကိုကြိုးစားအားထုတ်ဖို့ဟာကိုဝေဒနာတစ်ခုဖြစ်လာရင်သရာရဲ့ဝတိယရဲ့တတိဆိုတာလည်းပြောပြီးပြီအကုသိုလ်စိတ်ကနေပြီးကုသိုလ်ကာမဝဆရကုသိုလ်စိတ်ကလေးကိုတင်တာကာမဝဆရကုသိုလ်စိတ်ဆိုတာစာစိတ်မျိုးပြောတာမဟုတ်ဘူးဝေဒနာတစ်ခုဖြစ်လာရင်တင်းတာပေါ်လာလို့ရှိရင်ဝေဒနာခန္ဓာကိုသိလိုက်ရင်ကာမဝဆရကုသိုလ်စိတ်ခေါ်တယ်လားအစွန်းနှစ်ပါးဒိဋ္ဌိနဲ့တဏှာလွတ်နေတဲ့စိတ်ခေါ်တယ်အဲ့ဒီဒိဋ္ဌိနဲ့တဏှာအစွန်းနှစ်ပါးလွတ်မှကာမဝဆရကုသိုလ်စိတ်ဖြစ်တယ်ကုသိုလ်စိတ်ဖြစ်တယ်အဲ့ဒါမှနတ်ပြည်၆ထပ်သွားတယ်ကာမဝဆရကုသိုလ်စိတ်ဆိုတာယူပါဝဆရကုသိုလ်စိတ်အယူပါဝဆရကုသိုလ်စိတ်စိတ်ဒီအများကြီးရှိအဲ့ဒါကကိုမရောက်သေးလို့ယူပါဝဆရကုသိုလ်စိတ်အာယူပါဝဆရကုသိုလ်စိတ်ဆိုတာဒါတွေကမပြောသေးဘူးအခုကအသေးကျင့်နေလို့ကာမဝဆရကုသိုလ်စိတ်ကလေးကိုတင်ပေးတယ်တင်းတယ်လို့ပေါ်လာရင်တင်းတယ်လို့မသိနဲ့တတိစိတ်ဆိုတာအကုသိုလ်စိတ်ကနေပြီးကာမဝဆရကုသိုလ်စိတ်ကလေးကိုဝေဒနာဘောကိုပြောင်းလိုက်တာအဲ့ဒီစိတ်ကလေးနှလုံးပြောင်းတာတင်းတယ်ဆိုတဲ့စိတ်ကနေပြီးဝေဒနာပါလားပြောင်းလိုက်ပေါင်းရဲလို့ဆိုတာကအတုပါပါလားတင်းပါရဲ့လို့သိလိုက်မှဆိုလို့အတုပါတရားကြီးပဲ
ဝေဒနာတစ်ခုပေါ်လာရင်တင်းတယ်လို့သိလိုက်ရင်ဝေဒနာပဲပြောင်းလိုက်တယ်တင်းတယ်ဆိုတဲ့စိတ်ကအကုသိုလ်စိတ်ကတင်းတယ်လို့သိလိုက်ရင်အကုသိုလ်စိတ်တောင်းတယ်လို့သိလိုက်ရင်အကုသိုလ်စိတ်ကြက်တယ်လို့သိလိုက်ရင်အကုသိုလ်စိတ်ဝေဒနာတစ်လုံးနဲ့သိလိုက်တာကကာမဝဆရကုသိုလ်စိတ်အဲ့ဒီစိတ်ကလေးကိုသိနိုင်ဖို့ဟာလည်းရှင်းပါသေးမရှင်းမဲနဲ့စာအုပ်ကြည့်ကြည့်လို့ကတော့ဝေးပါသေးဘယ်တော့မှမသိဘူးသိတယ်ဆိုတာအလကားပြောတာသိရင်ဘယ်စိတ်နဲ့သိမလဲဆိုတော့မသိဘူးအဲ့ဒါကြောင့်မလို့တရားဓမ္မတွေလာပြီးတော့ဒီမဲ့အပင်မခံပြီးတော့လာပြီးတော့တရားပြတာငွေကုန်ကြီးကြခံပြီးပင့်တဲ့ပုဂ္ဂိုလ်ကပင့်ပါလျက်သားနဲ့ငွေကုန်ခံပြီးပင့်တဲ့လူပင့်ပါလျက်သားနဲ့အလကားနေပြီးတော့အပယ်လွတ်တဲ့လူကမလုံနိုင်ဘူးဆိုရင်လမ်းထွက်မဟုတ်ဘူးတရားမကြီးပင့်တဲ့တာဝန်လည်းမဟုတ်ဘူးပြတဲ့ပုဂ္ဂိုလ်တာဝန်လည်းမဟုတ်ဘူးမကြင့်မကြာနေလားငါလားမလုပ်ဘူးဆိုလို့ရှိရင်တရားမကြီးတွေတရားကြီးတွေတာဝန်ပဲအဲ့ဒီတော့အရေးကြီးဆုံးအချက်ကသရာယဝရိယယသတိယသမာဓိယပညာယဘုံ၅ပါးဘယ်ဘုံ၅ပါးလဲတဲ့ကာမဝဆရကုသိုလ်စိတ်ကလေးတင်လိုက်ပြီးတော့ဝေဒနာပေါ်တင်းတယ်ဆိုတဲ့စိတ်တောင်းတယ်ဆိုတဲ့စိတ်ထုံတယ်ဆိုတဲ့စိတ်အောင့်တယ်ဆိုတဲ့စိတ်ကြိုက်တယ်ဆိုတဲ့စိတ်ကြက်တယ်ဆိုတဲ့စိတ်ပူတယ်ဆိုတဲ့စိတ်အေးတယ်ဆိုတဲ့စိတ်လှုပ်တယ်ဆိုတဲ့စိတ်အဲ့ဒီစိတ်တသင်္ခါရပရိစ္ဆသမုပ္ပါလဲနေတဲ့စိတ်အဲ့ဒီစိတ်တွေကိုပြစ္ဆုတ်ပါဩမြင်တာကတော့ယူပဲခန္ဓာအသုဘတရားကြီးပုတ်ရမယ်တရားကြီးအယုစုကြီးဒီပေါ်ဥစည်းနေတာကဓာတ်ကြီးလေးပါရုပ်ဝေဒနာဝေဒနာဒီဆိုတာကဝေဒနာခန္ဓာဝေဒနာပါလားလို့ဒီလိုသိရမြင်တာကယူပဲခန္ဓာအသုဘအယုစုကြီးဒီပေါ်ဥစည်းနေတာကဝေဒနာခန္ဓာဝေဒနာခန္ဓာတစ်လုံးနဲ့သိဝေဒနာပါလားတင်းတာလဲဝေဒနာတောက်တာလဲဝေဒနာထုံတာလဲဝေဒနာတင်းတယ်တောက်တယ်ထုံတယ်လို့မသိနဲ့ဝေဒနာသာသိလိုက်ကြကြိုက်လာတယ်လဲဝေဒနာသိလိုက်ကြအောင့်လာပြန်လဲဝေဒနာသာသိလိုက်ကြကြက်လာတဲ့ဝေဒနာသာသိလိုက်ကြချွေရီယိုကြလာပြန်လဲဝေဒနာသာသိလိုက်ကြပူလာပြန်တော့လဲပူတယ်လို့မသိလိုက်နဲ့ဝေဒနာသာသိလိုက်ကြအေးလာပြန်တော့အေးတယ်လို့မသိနဲ့ဝေဒနာသာသိလိုက်ကြလှုပ်လာပြန်တော့လှုပ်တယ်လို့မသိနဲ့ဝေဒနာသာသိလိုက်ကြတွန်းလာပြန်တော့တွန်းတယ်လို့မသိနဲ့ဝေဒနာသာသိလိုက်ကြငြိမ့်နေပြန်တော့လဲငြိမ့်တယ်လို့မသိနဲ့ဝေဒနာသာသိလိုက်ကြတစ်လုံးနဲ့များပေးတာမဟုတ်ဘူးဝေဒနာတစ်လုံးနဲ့သိတင်းတယ်ဆိုတဲ့စိတ်ကြောက်တယ်ဆိုတဲ့စိတ်ထုံတယ်ဆိုတဲ့စိတ်အောင့်တယ်ဆိုတဲ့စိတ်ကြိုက်တယ်ဆိုတဲ့စိတ်ကျင်တယ်ဆိုတဲ့စိတ်ကြက်လာတယ်ဆိုတဲ့စိတ်ယိုကြလာတယ်ဆိုတဲ့စိတ်ပူတယ်ဆိုတဲ့စိတ်အေးတယ်ဆိုတဲ့စိတ်လှုပ်တယ်ဆိုတဲ့စိတ်တွန်းတယ်ဆိုတဲ့စိတ်ကန်တယ်ဆိုတဲ့စိတ်အဲ့ဒီစိတ်ဓာတ်သင်္ခါရတွေချုပ်သွားအောင်ဥပါဒါနဲ့ခန္ဓာဖြစ်နေတဲ့ဥပါဒာစိတ်တွေကိုဝိဇ္ဇာဉာဏ်ဝိဇ္ဇာခန္ဓာ၅ပါးဝိဇ္ဇာစိတ်ဖြစ်အောင်ဝိဇ္ဇာပညာဖြစ်အောင်မြင်တာကယူပဲ့ခန္ဓာခံစားမှုသဘောဝေဒနာခန္ဓာဝေဒနာပါလားတင်းတာလည်းဝေဒနာတောက်တာလည်းဝေဒနာပဲထုံတာလည်းဝေဒနာပဲကြိုက်လာတာလည်းဝေဒနာပဲကြက်တယ်လာလည်းဝေဒနာပဲပူတာလည်းဝေဒနာပဲအေးတာလည်းဝေဒနာပဲလှုပ်တာလည်းဝေဒနာပဲကြက်တယ်လာတာလည်းဝေဒနာပဲဝေဒနာတစ်လုံးနဲ့သိစိတ်ဓာတ်သင်္ခါရချုပ်ပါပြီဗျာမက်ဆေ့ကြသွားပါပြီဗျာအဲ့ဒါမက်ဆေ့ခေါ်တယ်သောတာပတ္တိမက်ခေါ်တယ်တစ်လုံးနဲ့ပေးတာချက်လျင်မြန်နဲ့ပို့ပေးခဲ့တာပဲနောက်သိရင်ဘာစိတ်နဲ့သိမလဲဆိုတာကာမဝဆရကုသိုလ်စိတ်ဆိုတာအဲ့ဒါမက်ဆေ့ခေါ်တယ်အဲ့ဒါဝေဒနာတဏမကုတော့ဘူးဝေဒနာတဏမကုလို့ရှိရင်ဥပါဒံလွတ်နေပြီဝေဒနာတဏမကုရင်ဥပါဒံမဖြစ်ဥပါဒံချုပ်နေပြီဆိုရင်ဘဝချုပ်ရင်ဇာတိပါချုပ်အဲ့ဒါသောတာပတ္တိမဲ့စိတ်ကိုဝေဒနာခန္ဓာမဲ့စိတ်ကိုတင်ပေးတာတလုံးနဲ့များပေးတာမဟုတ်ဘူးဒါကြောင့်မလို့ဝေဒနာတစ်ခုဖြစ်လာရင်အသေးတတ်ဖို့ဟာကိုဝေဒနာတစ်လုံးနဲ့သိပြီးတော့ဝေဒနာတင်းတာပေါ်လဲဝေဒနာသိပြီးအစနဲ့အလယ်နဲ့အဆုံးနဲ့သဘောလေးဆုံးအောင်လိုက်ကြပါလို့အသိပေးပါတယ်ဘာပဲပေါ်ဝေဒနာတစ်လုံးနဲ့သိတာတင်းလိုက်တာတောင်းလိုက်တာညောင်းလိုက်တာပြင်းကျင်တဲ့စိတ်တွေကိုမဖြစ်စီနဲ့ပြင်းကျင်လာလို့ရှိရင်စိတ်ကတော်ကျင်နောက်စိတ်ကတော်ငါမဟုတ်ပဲတင်းနဲ့တောင်းနေဆိုတဲ့ကတင်းတယ်လို့သွားပြီးတင်ညာပေးလိုက်ရင်တင်းတာကြီးဆွဲလန်းသွားတင်းတယ်လို့မခံစားခြင်းနဲ့ဒေါသတင်းတာကြီးကန့်ကျင်လိုက်တာလောဘဒိဋ္ဌိနဲ့တဏှာလွတ်သေးလားအပယ်လေးပါလေးဘက်ထောက်ပြီးကြာသွားပြီဝေဒနာခန္ဓာဝေဒနာကိုမသိဘူးဝေဒနာကိုသိရအောင်အဲ့တော့တင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်နဲ့အောင့်နဲ့ကမသိနဲ့ပြစ္ဆုတ်ပံတဲ့တဲ့လေးကိုဝေဒနာခန္ဓာတစ်လုံးနဲ့သိတင်းတာပေါ်လဲဝေဒနာတောင်းတာပေါ်လဲဝေဒနာထုံတာပေါ်လဲဝေဒနာအောင့်တာပေါ်လဲဝေဒနာကြိုက်တာပေါ်လဲဝေဒနာကြက်တာပေါ်လဲဝေဒနာပူတာပေါ်လဲဝေဒနာအေးတာပေါ်လဲဝေဒနာလှုပ်တာပေါ်လဲဝေဒနာဆိုတော့
ဟောသမာဓိရပြီအကုသိုလ်စိတ်ကအကုသိုလ်စိတ်တွေချုပ်ပြီးတော့ကုသိုလ်စိတ်ကလေးကာမဝဇ္ဇရကုသိုလ်စိတ်တစ်လုံးနဲ့ဖြစ်ဝေဒနာတစ်လုံးနဲ့ဖြစ်ကဲသမာဓိတီးပြီးမပြောင်းမရွှေ့တော့ဘူးတင်းနဲ့တောင်းနဲ့ထုံနဲ့ဆိုတော့စိတ်ဓာတ်သင်္ခါရချုပ်ပြီးဘာစိတ်ကြံနေလဲဝေဒနာခန္ဓာဝေဒနာတစ်လုံးနဲ့ကြံအဲ့ဒါပါလေတဲ့ဝေဒနာပေါ်မှာတီးနေပြီစိတ်ကလေးဝေဒနာတတိဝေဒနာနုပဒနာဖြစ်နေဒီစိတ်ကလေးကပါစိတ်ကလေးတဲ့ကာမဝဇ္ဇရကုသိုလ်စိတ်ခေါ်တယ်ဗျာဒီစိတ်တွေသိရင်သိစာစိတ်တွေသိလို့ကတော့လေးပဲသွားရအောင်မယ်သေရင်ငါတတ်လိုက်လိမ့်မယ်ငါခံရလိမ့်မယ်အဲ့ကြောင့်မလို့ကြိုးစားပြီးတော့တရားဓမ္မတွေအသိလာပေးတာဗျာအပင်မခံပြီးတော့အသာနာအောင်တခါတဲ့အသိလာပေးတာကြိုးစားအားမထုတ်လို့ရှိရင်လဲဒါကတော့ကိုယ်သဘောပေါ့ဗျာကိုကြတာမဟုတ်ပါဘူးသူကြတာပဲအဲ့တော့အပေလေးပါကြခြင်းလို့ရှိရင်လည်းပဲတော်ရင်တော်ကြပေါ့လေရုပ်ဝေဒနာဆုံးအောင်မတိုင်းနဲ့ပြင်လိုက်ကြလှုပ်လိုက်ကြဒိဋ္ဌိမပြုတ်ဘူးဝေဒနာတစ်ခုဖြစ်လာလို့ရှိရင်ပြင်မယ်ဆိုလို့ရှိရင်ဒိဋ္ဌိဘယ်တော့မှမပြုတ်ဘူးသိရင်လည်းအပေမလို့ဘူးဝေဒနာတစ်ခုဖြစ်လိုက်ပြင်းပြင်းလေးရှူသွားဘယ်လိုပြင်းပြင်းလေးရှူဝေဒနာပြင်းရင်ပြင်းပြင်းလေးရှူသွားအဲ့တော့စိတ်ကလေးဟာဘယ်လိုဖြစ်လာလဲတဲ့ဝေဒနာကိုဒုက္ခဝေဒနာကိုမသိဘူးနာသီပြပြေးသီးလိုက်ဝေဒနာသီးလိုက်နှာသီးပြပြေးသီးလိုက်ဝေဒနာသီးလိုက်နဲ့ဒုက္ခနဲ့ဒုက္ခခံစားနေတဲ့သဘောလေးတွေးလိုက်နတ်ဟာငါထားတဲ့နေရာမနေပါလားဝေဒနာသွားသီးလိုက်တာကဒုက္ခဝေဒနာနာသီးပြပြေးသီးလိုက်တာကဒုက္ခဝေဒနာနာပြေးเสียဘယ်မှာရှိလဲအရှူနဲ့လိုက်တော့နာသီးပြပဲပြေးသီးနာသီးပြပြေးသီးလိုက်တာကဒုက္ခဓာတ်ကြီးလေးပါရုပ်ဝေဒနာကိုသိလိုက်တာဒုက္ခနံတရားဟာဒုက္ခနဲ့ဒုက္ခခံစားနေပါလားခံစားခြင်းသဘောတရားဟာဝေဒနာခန္ဓာပဲဝေဒနာခန္ဓာကနေပြီးနံတရားဟာဒုက္ခနဲ့ဒုက္ခခံစားနေပါလားဝေဒနာခန္ဓာဆိုတာမက်စိတ်ဖို့စိတ်ဖြစ်ရဝေဒနာခန္ဓာဒီနာမယ်နာဟာဒုက္ခနဲ့ဒုက္ခခံစားပါလားဒုက္ခဆိုတာလည်းသိညာပဲဒုက္ခဆိုလို့ရှိရင်ဒေါသဖြစ်မှာဒုက္ခဆိုရင်လောဘဖြစ်မှာဒုက္ခလည်းမရှိဒုက္ခလည်းမရှိပြစ္ဆုတ်ပံဝိညာဉ်စိတ်ကလေးကဘယ်လိုလဲဆိုသဘောလေးကြည့်သဘောလေးတွေးလိုက်ဖို့စိတ်ဖြစ်သွားလိမ့်မယ်ဘယ်လိုသဘောလေးလဲတင်နာပေါ်လဲခံစားတယ်ခံစားတတ်တဲ့သဘောသက်သက်ကလေးတောင်းနာပေါ်လဲခံစားတဲ့သဘောသက်သက်ကလေးထုံနာပေါ်လဲခံစားတယ်ကြက်ထာပေါ်လဲခံစားတယ်ရိုးကြလာတာလဲခံစားတယ်ပူတာပေါ်လဲခံစားတယ်အေးတာပေါ်လဲခံစားတယ်လှုပ်တာပေါ်လဲခံစားတယ်သဘောသက်သက်ကလေးရှိတော့အဲ့ဒီလိုသိသွားပြီဆိုဖို့စိတ်ဖြစ်ပါပြီဗျာသောတာပတ္တိမက်စိတ်ကဝေရณะခန္ဓာကိုသိလိုက်တာသောတာပတ္တိမက်စိတ်နာဣတာမြင်ညလက္ခဏာလေးကိုခံစားတဲ့သဘောသက်သက်ကလေးသိလိုက်ရင်အဲ့ဒါဖို့စိတ်ပဲလွတ်နေပြီသံယောဇဉ်သုံးပါလွတ်သွားပြီမိစ္ဆာဒိဋ္ဌိကြီးပြုတ်ပြီအဲ့ဒီအတိလေးနဲ့သိကြမယ်ဆိုလို့ချင်းသမီးတို့သားတို့ရေးဝေဒနာဆုံးအောင်တိုင်းအခုပေးနေတာသိညာခန္ဓာလိုက်လို့သဘောလေးဆုံးအောင်လိုက်တာကပညာသိညာအတိလေးနဲ့တော့ငါတို့သိပြီလို့များတော့ဝေဒနာဆုံးအောင်မလိုက်ဘဲနဲ့မနေနဲ့ဝေဒနာကနေပြီးတဏှာကိုနေပြီးဒေါသဖြစ်လိမ့်မယ်အပယ်လေးပါတွန်းချလိုက်လိမ့်မယ်အဲ့ဒါကြောင့်မလို့ကြိုးစားပြီးတော့ရုပ်ဝေဒနာပေါ်လာလို့ရှိရဲ့ဝေဒနာခန္ဓာဝေဒနာကနေပြီးစိတ်ကလေးပြောင်းလိုက်တင်နာပေါ်လဲခံစားတယ်တောင်းနာပေါ်လဲခံစားတယ်လှုပ်တာပေါ်လဲခံစားတယ်ခံစားတာပဲရှိနာတယ်ကြိုက်တယ်ဆိုတော့ဘယ်ရလာမရှိတော့ဘူးဟောကာလသုံးပါလွတ်မြောက်ပရိစ္ဆသမုပ္ပါလွတ်မြောက်သွားစိတ်တည်နော်စိတ်တည်လာပြီးပြင်ပေးတာပြည့်ရင်အစဉ်ပြင်ရင်ခဏစိတ်ကလေးတွေမှဒီလိုမပြင်လို့ရှိရင်နာလိုက်တာကြိုက်လိုက်တာထုံလိုက်တာကျင်လိုက်တာအောင့်လိုက်တာငါတော့ညောင်းတယ်ငါတော့မလုပ်နိုင်ဘူးငါကိုကြီးကဝရတယ်ငါတော့ညောင်းနှုံပါသွားရောလေးဘက်တောက်ပြီးတော့တခါတည်းလေးဘက်ပြစ်ပြီးတော့ရေထဲဖင်လာလျှောချနာတယ်ကြိုက်တယ်ဆိုရင်ဘယ်တော့မှအပေမလုပ်ဘူးဘာကြောင့်လဲတဲ့ဝေဒနာသင်ညာမှမလုပ်ပဲဝေဒနာသင်ညာဝေဒနာပညာဝေဒနာသင်ညာလွတ်ပြီးဝေဒနာပညာဖြစ်အောင်လို့တရားဓမ္မတွေအသိပေးတာသေတတ်ဖို့ဟာကိုတခါတည်းစိတ်ကလေးကိုပြင်ပေးတာအပင်မခံပြီးအသာနာအောင်လို့အကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးတင်ပေးတယ်သရဝရိယတတိသမာဓိပညာတဲ့ဘုံ၅ပါးပညာဆိုတဲ့ဥစ္စာနာဣသာမြင်ညလက္ခဏာပြစ္ဆုတ်ပါပေါ်စေယုံနာမှာခံစားတတ်တဲ့သဘောလေးဆိုတော့နာဖြစ်ပြက်ဆုံးနေတော့ငါရှေ့ကိုမရှိတော့ပါလားနာဖြစ်ပြက်ဆုံးပါလားသံယောဇဉ်သုံးပါလွတ်ပြီးမိစ္ဆာဒိဋ္ဌိကနေပြီးသမာအသိဖြစ်နေပြီးနာသာမြင်ညလက္ခဏာသဘောတရားလေးပဲရှိပါတော့လားဆိုတာအဲ့ဒါငါတကား6ပေါက်အာယုံအာယုံ6နဲ့တိုက်ခိုက်တဲ့ဝေဒနာသင်ညာလွတ်ပြီးဝေဒနာပညာဖြစ်ပြီးဘယ်တော့မှငါအပယ်လေးပါမကြရောက်ဘူးဝေဒနာကိုလောဘဒေါသမောဟဆိုတဲ့တရားတွေမရှိတော့ဘူး
ဘယ်တော့မှငါအပေလေးပါမကြရောက်ဘူးလို့အဲ့ဒီလိုသိလိုက်တာကဘာလဲဝိဇ္ဇာပညာပဲသရာဝရိယတတိသမာဓိပညာသမာဓိဆိုတာဘာလဲဘယ်တော့မှမပြောင်းမလွဲတော့ဘူးပြစ္ဆုတ်ပါဝေဒနာတစ်ခုပေါ်လာရင်တင်းနာပေါ်လဲခံစားတယ်တင်းတယ်လို့မသိတော့ဘူးခံစားတတ်တဲ့သဘောသက်သက်ကလေးသဘောလေးသိတယ်ထုံနာပေါ်လဲခံစားတယ်ကြက်ထာပေါ်လဲခံစားတယ်လှုပ်လာတာပေါ်လဲခံစားတယ်အောင့်လာတာပေါ်လဲခံစားတယ်ကြိုက်လာတာပေါ်လဲခံစားတယ်ရိုးကြလာပြန်လဲခံစားတယ်ပူတာပေါ်လဲခံစားတယ်အေးတာပေါ်လဲခံစားတယ်တွန်းတာပေါ်လဲခံစားတယ်ငြိမ်ဝှက်ပြီးပြပြီးငြိမ်သက်နေတာလဲခံစားတယ်ခံစားတဲ့သဘောသက်သက်ကလေးဖြစ်အဲ့ဒါပါလေဖို့စိတ်ဖို့စိတ်ဆိုတာဘာလဲတဲ့မိစ္ဆာဒိဋ္ဌိဥပါဒံခန္ဓာ၅ပါးအပယ်လေးပါးကြာရောက်မဲ့အဝိဇ္ဇာခန္ဓာ၅ပါးချုပ်ဝိဇ္ဇာခန္ဓာ၅ပါးဖြစ်အဝိဇ္ဇာခန္ဓာ၅ပါးကဘယ်လဲတင်နာပေါ်တာဥပါဒခန္ဓာ၅ပါးဖြစ်ပြန်ပြီနောက်ထုံနာပေါ်လို့ထုံတယ်လို့သိပြန်ပြီထုံတဲ့ခန္ဓာ၅ပါးဖြစ်ပြန်ပြီကြိုက်တာပေါ်လို့ကြိုက်တယ်လို့သိရင်ခန္ဓာ၅ပါးဖြစ်ပြန်ပြီအောင့်နာပေါ်လို့အောင့်တယ်လို့သိရင်ခန္ဓာ၅ပါးဖြစ်ပြန်ပြီအဝိဇ္ဇာခန္ဓာ၅ပါးစေတသိက်တွေဥပါဒနဲ့ခန္ဓာဖြစ်အခုဟာကဝိဇ္ဇာခန္ဓာ၅ပါးတလုံးနဲ့ရှိတော့တယ်စိတ်တသင်္ခါရချုပ်ပြီးတော့စေတသိက်တွေချုပ်ပြီးတော့မဖြစ်မပြတ်တဲ့ဝိဇ္ဇာခန္ဓာ၅ပါးဖြစ်အဝိဇ္ဇာချုပ်တယ်ဝိဇ္ဇာကြမ်းနေတယ်ခံစားတယ်ဆိုတော့သောတာပတ္တိမဲ့သောတာပတ္တိဖို့ဆိုတာဝိဇ္ဇာခန္ဓာ၅ပါးဖြစ်တယ်တလုံးနဲ့တင်နာလည်းခံစားတယ်တောင်းနာလည်းခံစားတယ်ထုံနာလည်းခံစားတယ်အောင့်နာလည်းခံစားတယ်ဝိဇ္ဇာခန္ဓာ၅ပါးဖြစ်တယ်ဝိဇ္ဇာခန္ဓာ၅ပါးဆိုတာဘယ်လိုလဲတဲ့တင်းတယ်လို့သိလိုက်ပြီဆိုလို့ရှိရင်အဝိဇ္ဇာခန္ဓာ၅ပါးတင်းတယ်လို့သိလိုက်တာတင်းတယ်လို့သိလိုက်တာမြင်တာကယူပဲခန္ဓာဝေဒနာခန္ဓာဖြစ်လာလို့ဝေဒနာခန္ဓာဖြစ်လာရင်တင်းတယ်ဝေဒနာပေါ်လာရင်ဝေဒနာခန္ဓာတင်းတယ်လို့သင်ညာပိတ်လိုက်တာသင်ညက်ခန္ဓာတင်းနာကြီးဆွဲလန်းသွားတာကတင်သင်္ခါရခန္ဓာတင်းတယ်လို့ခံစားလိုက်တာဝိညာဉ်နဲ့ခန္ဓာခန္ဓာ၅ပါးအခုကအဲ့ဒါကဥပါဒခန္ဓာ၅ပါးဝိဇ္ဇာခန္ဓာ၅ပါးကနာဣသာမြင်ညလက္ခဏာပြစ္ဆုတ်ပံသာမြင်ညလက္ခဏာလေးခံစားတတ်တဲ့သဘောသက်သက်ကလေးဝေဒနာတစ်ခုပေါ်လာတယ်မြင်တာကတော့ခံစားတာမြင်လိုက်တဲ့ယူပဲ့ခန္ဓာခံစားတယ်လို့သိညာပေးခံစားတယ်လို့သိလိုက်တာဝေဒနာခန္ဓာခံစားတယ်လို့သိညာပေးလိုက်တာသိညက်ခန္ဓာခံစားတာကိုဆွဲလာနေတာကသင်္ခါရခန္ဓာခံစားတာပဲလို့ခံစားလိုက်တာဝိညာဉ်နဲ့ခန္ဓာဝိဇ္ဇာတစ်လုံးနဲ့ဟောကအဝိဇ္ဇာခန္ဓာ၅ပါးဒါကဝိဇ္ဇာခန္ဓာ၅ပါးအဝိဇ္ဇာခန္ဓာ၅ပါးချုပ်ပြီးဝိဇ္ဇာခန္ဓာ၅ပါးဖြစ်နေတာကိုအဲ့ဒါစာလို့တော့သိမှာမဟုတ်ဘူးတကယ်အစ်စ်ခန္ဓာမှာရှာတဲ့ပုဂ္ဂိုလ်ကြတော့ဝိဇ္ဇာနဲ့အဝိဇ္ဇာသိတာလေဝိဇ္ဇာခန္ဓာ၅ပါးဖြစ်နေဖို့အဝိဇ္ဇာခန္ဓာ၅ပါးချုပ်သွားဖို့အဲ့ဒီလိုသိမှအပေတကားပိတ်ပြီးနိဗ္ဗာန်ဝင်ကြမယ်ဒါကြောင့်မလို့သေးသေးချာချာဘာသာစကားနဲ့ဘာသာလို့တင်ပြီးတော့စိတ်တွေကိုပြင်ပေးလို့မှနေလားငါလားမှမလုပ်လို့ရှိရင်သေးသေးချာချာခန္ဓာကိုဝေဒနာကိုကြည့်တော့ဘယ်လိုလဲဆိုတာမြင်တာကဒါယူပဲ့ခန္ဓာကြီးခန္ဓာ၅ပါးမြင်တာကယူပဲ့ခန္ဓာခံစားနေတာကဝေဒနာခန္ဓာတင်ညာပေးနေတာတင်းနေတောက်နေထုံနေဆိုတာအဲ့ဒါတင်ညာခန္ဓာတင်ညာဝိပါဒတာကလိန်လိုက်ပြီဆွဲလန်းသွားပြီတင်းတာလဲဆွဲလန်းနေတောက်တာလဲဆွဲလန်းနေထုံတာလဲဆွဲလန်းနေကျင်တာလဲအောင့်တာကြိုက်တာပူတာဒါတွေတင်ညာဝိပါဒတာလိန်လဲလို့တခါတည်းစိတ်ဓာတ်သင်္ခါရတွေဖြစ်တယ်ဆွဲလန်းကုန်တာပဲຢာကကန့်ကြီးတဲ့လောဘမခံစားခြင်းနဲ့ဒေါသရုပ်နဲ့နာသိသလားတဲ့လက္ခဏာကိုသိလားတဲ့မသိဘူးမသိတော့အဲ့ဒါတင်းနေတောက်နေထုံနေဆိုတော့တင်ညာကကြီးလိန်တာအဲ့ဒီတင်ညာလိန်လိုက်ခါနေရမျက်စိကလည်းတင်ညာကလိန်နေနာပေါက်ကလည်းတင်ညာလိန်နေနှာခေါင်းပေါက်ကလည်းတင်ညာလိန်နေပါးစပ်ကလည်းတင်ညာလိန်နေကိုယ်ဘောက်ကလည်းတင်ညာလိန်နေမနှောကလည်းတင်ညာလိန်နေအဲ့ဒီတင်ညာအလိမ်မခံညနေတော့အစ္ဆတသဏ္ဍာန်ကနေပြီးတော့ဧကောဓမ္မောသမုတ်စေတာရသွားပြီဆိုရင်တင်းနာလည်းခံစားတယ်တောက်နာလည်းခံစားတယ်ထုံနာလည်းခံစားတယ်အောင့်နာလည်းခံစားတယ်ကြက်ထားလည်းခံစားတယ်ပူတာလည်းခံစားတယ်အေးတာလည်းခံစားတယ်လှုပ်တာလည်းခံစားတယ်
ရားတာလည်းခံစားတယ်ညောင်းတာလည်းခံစားတယ်မျက်စိနဲ့မြင်လိုက်တာလည်းခံစားတယ်ကြားလိုက်တဲ့အသံလည်းခံစားတယ်နားနဲ့အနံ့လည်းခံစားတယ်ရတာစားကြိုက်လည်းခံစားတယ်ထိလိုက်တဲ့အတွေ့လည်းခံစားတယ်သိလိုက်တဲ့ဓမ္မလည်းခံစားတယ်လှမ်းသွားပြန်တယ်လည်းခံစားတယ်ချလိုက်ပြန်တယ်ခံစားတယ်ထိုင်မြန်တယ်လည်းခံစားတယ်ရိုးပြန်လည်းခံစားတယ်ပေါက်ထားလည်းခံစားတယ်အိတ်လိုက်ထားလည်းခံစားတယ်ဆိုတော့စိတ်ဓာတ်သင်္ခါရရှိသေးလားနာဖြစ်ပြဆုံးနေဝိညာဉ်စိတ်ကလေးပဲရှိတော့ဆေးဝါမရှိတော့ဘူးပြစ္ဆုတ်ပံကပရိဝိညာဉ်စိတ်ကလေးတစ်ခုတည်းရှိတော့တယ်အဲ့ဒါဓမ္မသဘောကြီးအဲ့ဒါမှဖို့စိတ်ခေါ်တယ်တရားဆိုတာမေ့နေတာမဟုတ်ဘူးဖို့ဆိုတာမေ့နေတာမဟုတ်ဘူးအကုသိုလ်စိတ်နဲ့ကုသိုလ်စိတ်အကုသိုလ်စိတ်ဆိုတာမိစ္ဆာကုသိုလ်စိတ်ဆိုတာဝိဇ္ဇာအဝိဇ္ဇာနဲ့ဝိဇ္ဇာအဝိဇ္ဇာနေရာကိုဝိဇ္ဇာကနေရာယူလိုက်တာမေ့နေတဲ့တရားမျိုးမဟုတ်ဘူးအခုတော့မေ့နေတာဒီလောကကြီးမှာများတယ်မေ့နေတာနဲ့မောနေတာနဲ့မေ့နေလို့ရှိရင်ကိုချိုးနေပြီနတ်ပြည်6ထပ်သွားခြင်းတော့ဘယ်စိတ်နဲ့သွားမလဲပြမ20သွားခြင်းတော့ဘယ်စိတ်နဲ့သွားမလဲနိဗ္ဗာန်သွားခြင်းတော့ဘယ်စိတ်နဲ့သွားမလဲအကုသိုလ်စိတ်ကုသိုလ်စိတ်နဲ့နိဗ္ဗာန်ရောက်မရောက်ဘူးအကုသိုလ်စိတ်ဖြစ်နေလို့နိဗ္ဗာန်မရောက်ဘူးကုသိုလ်စိတ်ဖြစ်နေလို့နိဗ္ဗာန်မရောက်ဘူးအကုသိုလ်စိတ်ကုသိုလ်စိတ်လွတ်တဲ့စိတ်ကနိဗ္ဗာန်အခုဟာကာမဝဇ္ဇရကုသိုလ်စိတ်ဆိုတော့နတ်ပြည်ယူပါဝဇ္ဇရကုသိုလ်စိတ်ဆိုတော့ဗြဟ္မာပြည်အယူပါဝဇ္ဇရကုသိုလ်စိတ်ဆိုတော့ဗြဟ္မာပြည်အဲ့ဒီတော့ဒီစိတ်တွေကိုသိပါမှဒီစိတ်တွေမှမသိလို့စာစိတ်တွေသိလို့ရှိရင်သေဂာနိဆက်ကြငါစိတ်နဲ့သိလိမ့်မယ်ငါစိတ်နဲ့သိလို့ရှိရင်ငါသာခံကြတော့အဲ့ဒါကြောင့်မလို့စိတ်ကလေးကိုပြင်ပေးနေတာဒကာဒကမတွေအပင်မခံပြီးအတန်ကိုနာအောင်ပေးနေတာခန္ဓာကိုမညာဘူးအပယ်လေးပါလွတ်မြောက်အောင်လို့စိတ်ကလေးတွေလာပြီးပြုတ်ပြင်ပေးတာမှဒကာဒကမကသရာဝရိယတတိသမာဓိဘုံ၅ပါးလက်ကင်မထားပဲနဲ့နာလိုက်တာကြိုက်လိုက်တာတော်ခြင်းပြီးဆိုပြီးတော့ဒီတိုင်းထပြီးပြမယ်ရုပ်ဝေဒနာအစအလေအဆုံးမှကာယသတိပဋ္ဌာန်ကနေပြီးဝေဒနာသတိပဋ္ဌာန်နာပြောင်းတယ်ဝေဒနာကုံဆုံးသွားတော့စိတ်ကလေးကတည်ငြိမ်ပြီးအေးဓာတ်ကလေးခံစားတယ်စိတ်ကလေးဟာဒုက္ခဝေဒနာခံစားတော့ဒုက္ခဝေဒနာကုံဆုံးသွားတော့စိတ်ကလေးကတည်ငြိမ်ပြီးအေးဓာတ်ကလေးခံစားချမ်းသာတယ်အဲ့ဒီစိတ်ကလေးစိတ်ဓာတ်သတိပဋ္ဌာန်တစ်ချိန်တစ်ခါရောက်ဖူးတဲ့ပုဂ္ဂိုလ်အပယ်လွတ်တယ်ဘာနဲ့ဥပမာတူလဲလို့ဆိုလို့ရှိရင်ရေကြည်ကြီးရေအိုက်ွက်ထဲမှာဖားတငယ်လေးများမလှုပ်မရှက်ဖဲနဲ့စိတ်ကလေးဟာဒုက္ခဝေဒနာတွေကုံဆုံးသွားတော့စိတ်ကလေးကတည်ငြိမ်ပြီးအေးလေးကိုခံစားပြီးတော့ငြိမ်သက်ပြီးတော့တခါတည်းချမ်းသာအဲ့ဒီလိုဒုက္ခဝေဒနာတွေကုံဆုံးသွားတော့စိတ်ကလေးကတည်ငြိမ်ချမ်းသာတော့ဒုက္ခခံစားဒုက္ခကုံဆုံးသွားတဲ့အချိန်ခါမှာဒုက္ခခံစားတော့သုခရိဘုံနတ်ပြည်6ထပ်ရောက်ပါပြီဗျာတထိုင်နဲ့လွတ်တယ်ရုပ်ဝေဒနာကိုအစနဲ့အလယ်နဲ့အဆုံးနဲ့ဝေဒနာတစ်ခုတည်းသိပြီးတော့ဝေဒနာသိလိုက်လို့ရှိရင်မက်စိတ်ခံစားတဲ့သဘောလေးကိုသိရင်ဖို့စိတ်အဲ့ဒီနှစ်စိတ်ထဲကိုသိပြီးဘယ်စိတ်လိုက်ဝေဒနာဘောကိုတင်းတယ်လို့မသိနဲ့တောင်းတယ်လို့မသိနဲ့ထုံတယ်လို့မသိနဲ့အဲ့ဒါစိတ်တွေကိုလာပြီးတော့ပြုတ်ပြင်ပေးနေတာအကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးပြင်ပေးနေတာနောက်ကိုဒီစိတ်တွေဘယ်တော့မှမဖြစ်စီနဲ့ဒီစိတ်တွေဖြစ်ရင်ခွေးတွေဝက်တွေနွားတွေရေထဲကငမန်းတွေငဆင်တွေဘလွတ်တွေရွှတ်တွေဖြစ်ကုန်မယ်ပင်လေကြီးကလည်းနီးတယ်နီးလို့ဒါကြောင့်မလို့ဒီစိတ်တွေဖြစ်မလို့ပင်လေတဲ့ကြာမှဆိုလို့လာပြီးတော့အကုသိုလ်စိတ်တွေကိုကုသိုလ်စိတ်ကလေးကိုကာမဝဇ္ဇရကုသိုလ်စိတ်ကလေးပြင်ပေးတာလုံရင်လုံကြမလုံတဲ့ပုဂ္ဂိုလ်သက်ဆောင်သက်သာလေးနေတဲ့ပုဂ္ဂိုလ်ခွေးတွေဝက်တွေနွားတွေကတော့ကျိတ်သေးတယ်ငါးတွေကတော့ကျိတ်သေးငါးတွေကလည်းငါ6တွေကပေါ်ပါပြီအဲ့ဒါတွေကဘလူတွေများထင်တယ်ခုနကတော့ခမုံဆရာတော်ဖရာကြီးဟောသွားတယ်ငါးတွေမဖြစ်ဘူးများမထင်နဲ့ငါးတွေဖြစ်တာဘလူမှားသေးတယ်ယုံနဲ့နာနေငါးတွေသတ်မှာငါအနံကြောက်တာသူတို့လည်းနာနဲ့ယုံနဲ့ပဲဘလူတွေများထင်လေယုံနာမသိတဲ့ပုဂ္ဂိုလ်တွေနာတယ်ကြီးသိတဲ့ပုဂ္ဂိုလ်တွေကြိုက်တာကြီးသိတဲ့ပုဂ္ဂိုလ်တွေထုံနာကြီးသိတဲ့ပုဂ္ဂိုလ်တွေအောင့်နာကြီးသိတဲ့ပုဂ္ဂိုလ်တွေကြက်တာကြီးသိတဲ့ပုဂ္ဂိုလ်တွေညောင်းနာကြီးသိတဲ့ပုဂ္ဂိုလ်တွေခေါင်းရဲလို့သိတဲ့ပုဂ္ဂိုလ်တွေမိန်းမရဲလို့သိတဲ့ပုဂ္ဂိုလ်တွေယောက်ျားရဲလို့သိတဲ့ပုဂ္ဂိုလ်တွေချောတယ်လှတယ်ဝါတယ်ဖြူတယ်ဖွေးတယ်ဒီလိုသိတဲ့ပုဂ္ဂိုလ်တွေရေထဲကငါးကြီးပဲမှလူသေးလို့လူမဖြစ်ဘူးဒါကြောင့်မလို့ဒီစိတ်တွေဖြစ်မှာဆိုလို့အကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်တွေအပင်မခံပြီးစိတ်တွေလာပြုတ်ပြင်ပေးတာမသိလို့ပြုတ်ပြင်တာမဟုတ်ဘူးသိလို့ပြောတာမသိဘဲနဲ့လာပြီးတော့တရားမပြဘူးသိလို့လာပြတာအဲ့တော့လုံရင်လုံကြအပယ်လေးပါကြားရောက်ချိန်လည်းမလုံနဲ့စိတ်မပြောင်းနဲ့နာတာကြီးပဲသိပြင်လိုက်တော့တော်လိုက်ကြအပယ်လေးပါကြားရင်တော်အပယ်လေးပါမကြခြင်းလို့ရှိရင်ရုပ်ဝေဒနာအစနဲ့အလယ်နဲ့အဆုံးနဲ့ဝေဒနာသိပြီးအဆုံးလိုက်ခြင်းလိုက်ခံစားတတ်တဲ့သဘောလေးသိပြီးအစနဲ့အလယ်နဲ့အဆုံးလိုက်ခြင်းလိုက်
ဥပဇင်ကတော့နောက်ပိတ်ဆုံးသာသနာဒီမဲ့မညာနိုင်ဘူးလက်ပြဖုံးနဲ့ပြစ်စွင်တဲ့အခါမဲ့ဘာကြောင့်လဲတဲ့ဟင်းနောက်ပိတ်ဆုံးသာသနာအကုသိုလ်စိတ်နဲ့ကုသိုလ်စိတ်နဲ့လာပြီးတော့ပြုတ်ပြင်ပြီးတော့သာသနာကြီးရှင်းတာပဲအဲ့ဒါလောက်ကြမလောက်ဖဲနဲ့တော့မနေနဲ့အဲ့ဒါအပင်ပန်းခံပြီးအတန်ကိုနာအောင်អော်ပြီးတော့ပြောနေတာပါသရာနဲ့ဒါသရာနဲ့ပြောနေတာနော်ဒေါသနဲ့ပြောနေတယ်လို့မထင်နဲ့သရာရသခြင်းတို့တက္ကရာမတွေသိသခြင်းတို့ဥပဇင်းတို့လို့သိသခြင်းတို့ဥပဇင်းတို့လို့ရသခြင်းတို့တက္ကရာမတွေကိုသရာဝရိယသတိသမာဓိဘုံ၅ပါးလက်ကင်ထားပြီးသေခြင်းနဲ့သေရောငါတရားပြရင်နဲ့ခန္ဓာပြက်ခြင်းပြက်ဆိုပြီးတော့သရာဝရိယသတိနဲ့တခါတည်းနင်းပြအဲ့တော့တက္ကရာမတွေကလည်းသရာရှိဖို့အရေးကြီးသေခြင်းနဲ့သေရောဟာဒီဥပဇင်းကြီးကနေလားငါလားပြနေတဲ့ဥစ္စာတို့ကအပယ်လေးပါလွတ်အောင်တထိုင်နဲ့မလုံနိုင်ဘူးလားလုံနိုင်ရမှာပေါ့သရာရှိရဖို့အရေးကြီးတယ်သေခြင်းနဲ့သေရောသူကအပင်မခံပြီးပြနေတာအဝေးကြီးကလာပြီးတော့အပင်မခံပြနေတာတို့ကအိမ်ကနေပြီးသက်ဆောင်သက်သာလေးနဲ့နေပြီးတော့တို့တနာရီခွဲ2နာရီလောက်ဟာကိုအပယ်လေးပါလွတ်မြောက်အောင်ဟာကိုတို့မလုံနိုင်ဘူးလားသေခြင်းနဲ့သေရောလာတော့လာတဲ့အခါကိုတို့လှုပ်တော့မယ်ဆိုပြီးတော့အဲ့ဒီသရဝရိယသတိသမာဓိပညာဘုံ၅ပါးလက်ကင်ထားလိုက်မယ်ဆိုလို့ချင်းဒကမာကြီးတွေစိတ်သာချတော့နောက်ကြတော့လူလိမ်မခံရဘူးသိရင်ဘယ်စိတ်နဲ့သိမလဲဆိုတော့သိကုန်ဟောတင်းတယ်လို့သိတဲ့စိတ်တောင်းတယ်လို့သိတဲ့စိတ်ထုံတယ်လို့သိတဲ့စိတ်ဒီလိုသိလို့ရှိရင်တော့ငါတော့အပယ်ကြရတော့မယ်သိရမှာကဘာလဲဩပြစ္ဆုတ်ပံဝေဒနာတွေဖြစ်လာလို့ရှိရင်တင်းတဲ့ဝေဒနာတွေဖြစ်လာမယ်ဝေဒနာတွေဖြစ်လာရင်နာဣသာမြညာလက္ခဏာခံစားတဲ့သဘောလေးနဲ့သိပြီးငါသိရတော့မယ်ဟောသိသွားပြီအသိတတ်သွားပြီဝေဒနာကိုဆုံးအောင်လိုက်ကြည့်ဆုံးအောင်လိုက်ကြည့်တွေးလိုက်ဝေဒနာဒီမြဲနေတဲ့တရားမဟုတ်ဝေဒနာဒီမမြဲဘူးတဲ့ဘုရားကမြဲတဲ့တရားမှမဟုတ်ပဲဖြစ်လာရင် तू ပြောင်းလဲတော့မယ်ဖြစ်လာရင်ပြက်ရမယ်တရားဖြစ်လာရင်ချုပ်သွားရမယ်တရားပူတာရှိရင်မပူတဲ့သဘောတရားကြိုက်တာရှိရင်မကြိုက်တဲ့သဘောတရားအောင့်တာရှိရင်မအောင့်တဲ့သဘောတရားရှိဒီထဲမှာခန္ဓာထဲမှာဒီမဲ့ဒုက္ခဒုက္ခရှာကြည့်ပါဒုက္ခတွေ့လို့ရှိရင်ဒုက္ခတွေ့ပါပူတာရှိရင်မပူတဲ့သဘောတွေ့လိမ့်ကြိုက်တာရှိရင်မကြိုက်တဲ့သဘောတွေ့လိမ့်ထုံတာရှိရင်မထုံတဲ့သဘောကြက်တက်လာတာရှိရင်မကြက်တဲ့သဘောအောင့်တာရှိရင်မအောင့်တဲ့သဘောလှုပ်တာရှိရင်မလှုပ်တဲ့သဘောရိမ့်ရိုင်တာရှိရင်မရိမ့်ရိုင်တဲ့သဘောငြိမ်ဝှက်ပြပြားနေလို့ရှိရင်မငြိမ်ဝှက်ပြပြားမရှိတဲ့သဘောအဲ့ဒီသဘောတရားတွေထိုးထွင်းပြီးတော့ဒုက္ခဒုက္ခဆိုတာသေသေးချာချာမြင်လာပါလိမ့်အဲ့ဒီတော့သဘောပေါက်လာပါလိမ့်မယ်ဩနိဗ္ဗာန်ဆိုတာအပြင်ဘက်ရှာရတာမဟုတ်ပါလားသူဒုက္ခနဲ့ဒုက္ခဆိုတာဘယ်မှာလဲခန္ဓာထဲမှာရှိပါလားဒုက္ခဆိုတဲ့ဥစ္စာယုံနဲ့နာဖြစ်လာရင်ဒုက္ခယုံနဲ့နာချုပ်သွားရင်ဒုက္ခဒုက္ခဒုက္ခဆိုတာနိဗ္ဗာန်ဆိုတာအပြင်ဘက်မရှိပါလားခန္ဓာကိုယ်ထဲမှာဒုက္ခဒုက္ခဒုက္ခရှိရင်ယုံနဲ့နာဒုက္ခလွတ်မြောက်နေရင်ဒုက္ခဆိုတာကနိဗ္ဗာန်ပဲဆိုတာသိရောဗျာခန္ဓာကိုရှာမှသဘောတွေ့ခန္ဓာမရှာလို့ရှိရင်စောင့်ထဲရှာလို့ကတော့အပြင်ဘက်ကြီးပြဉ္ညာကြီးဘယ်တော့မှမရဘူးသာမှသေလို့ရှိရင်အပယ်လေးပါလဲဘယ်တော့မှမလုပ်ဘူးငါနဲ့သေမှာပဲအဲ့ဒီတော့ခန္ဓာမှာရှာကြဒုက္ခဒုက္ခရှာလို့ရှိရင်ဘယ်မှာရှာမလဲခန္ဓာရှာနိဗ္ဗာန်ရှာရင်ဘယ်မှာရှာခန္ဓာမှာရှာအပြင်ဘက်ဘယ်တော့မှမရှိဘူးခန္ဓာထဲမှာနိဗ္ဗာန်ရှိလိမ့်မယ်ငြိမ့်အေးတဲ့သဘောတရားတဏှာငြိမ့်နေတဲ့သဘောတရားဒိဋ္ဌိပြုတ်နေတဲ့သဘောတရားကိလေသာခေါင်းပါနေတဲ့သဘောတရားယိုစီးခြင်းကိလေသာဒုက္ခဒုက္ခလွတ်ပြီးတော့အာသဝခန်းချောက်နေတဲ့သဘောတရားဒီခန္ဓာထဲမှာငြိမ့်အေးတဲ့သဘောတရားတွေတွေ့လိမ့်နိဗ္ဗာန်အပြင်ဘက်ကိုမရှိဘူးခန္ဓာထဲမှာရှိတယ်တဏှာငြိမ့်အေးတယ်ဒုက္ခဒုက္ခလွတ်နေတယ်တဏှာဖြစ်နေတဲ့စိတ်တဏှာလွတ်မြောက်ငြိမ့်အေးနေတဲ့စိတ်ဒိဋ္ဌိဖြစ်နေတဲ့စိတ်ဒိဋ္ဌိပြုတ်နေတဲ့စိတ်တဏှာဖြစ်နေတဲ့စိတ်တဏှာငြိမ့်နေတဲ့စိတ်ဥပါဒံဖြစ်နေတဲ့စိတ်ဥပါဒံချုပ်နေတဲ့စိတ်အဲ့ဒီစိတ်တွေသိလိုက်လို့ရှိရင်နိဗ္ဗာန်မြင်ပါပြီဗျာအဲ့ဒါကြောင့်မလို့တရားဓမ္မတွေသရဝရိယသတိသမာဓိပညာဘုံ၅ပါးလက်ကင်ထားပြီးတော့ဝေဒနာတစ်ခုပြစ်လာလို့ရှိရင်ရှေ့စိတ်ကလေးကတော်ကျင်လာတဲ့စိတ်ဖြစ်ပေါ်လာလို့ရှိရင်နောက်စိတ်ကလေးကသိခြင်းနဲ့သိရောငါမမဟုတ်ပဲရုပ်နဲ့နာတထတိဖြစ်ပြီးတထတိချုပ်နေတယ်ရုပ်ဝေဒနာနာခံစားနေတယ်တင်တာလည်းခံစားတယ်တောင်းတာလည်းခံစားတယ်ထုံတာလည်းခံစားတယ်အောင့်တာလည်းခံစားတယ်ကြက်တာလည်းခံစားတယ်ပူတာလည်းခံစားတယ်
အေးတာလည်းခံစားတယ်လှုပ်တာလည်းခံစားရတာလည်းခံစားတတ်တဲ့သဘောသက်သက်ကလေးပဲရှိဝိညာဉ်စိတ်ကလေးကမရှိတဲ့စိတ်တွေကတင်းလိုက်တာတောင်းလိုက်တာထုံလိုက်တာကျင်းလိုက်တာအောင့်လိုက်တာကြိုက်လိုက်တာပူလိုက်တာအေးလိုက်တာလှုပ်လိုက်တာရွာလိုက်တာဆိုတာအဲ့ဒါစိတ်ဓာတ်သင်္ခါရတွေအဲ့ဒါအဝိဇ္ဇာစိတ်တွေအဲ့ဒါဥပါဒံခန္ဓာ၅ပါးတွေဥပါဒံခန္ဓာတွေဖြစ်ကုန်အဲ့ဒါကအပယ်လေးပါးကြာရောက်မဲ့စိတ်တွေအပယ်လေးပါးဘယ်တော့မှမလွတ်တဲ့စိတ်ဥပါဒံခန္ဓာ၅ပါးဖြစ်တဲ့စိတ်တွေဝေဒနာတဏှာကုတဲ့စိတ်တွေဝေဒနာမှာတဏှာဖြစ်ပြီးတော့ဥပါဒါနဲ့ခန္ဓာဖြစ်ပြီးတော့ခွေးစိတ်ဝက်စိတ်နွားစိတ်လောဘစိတ်ဒေါသစိတ်မောဟစိတ်မာနစိတ်ဖြစ်ကုန်ပြီအဲ့ဒါဒီစိတ်တွေကဘာလဲတဲ့လောဘစိတ်ဆိုတာပိဋ္ဌာဒေါသစိတ်ဆိုတာငရဲမောဟစိတ်ဆိုတာတိလိစ္ဆာမာနစိတ်ဆိုတာအယံငရဲအဲ့ဒီစိတ်တွေဖြစ်ကုန်ဒါကြောင့်မလို့အပယ်လေးပါကြာရောက်မှာစိုးလို့စိတ်ကလေးဟာကိုအကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးကိုကာမဝဇ္ဇရကုသိုလ်စိတ်ကလေးတစ်စိတ်တည်းဖြစ်အောင်သမာဓိဧကောဓမောတခုတည်းတည်သွားအောင်သမုတ်စေရဖြစ်အောင်ဆိုပြီးတော့တခါတည်းစိတ်ကလေးကိုအကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးကိုတင်ပေးတာတရားဓမ္မတွေကလည်းပဲသရာရှိဖို့အရေးကြီးတယ်သိခြင်းလည်းသိရောဟဲ့ငါမှမဟုတ်ပဲမြင်နေတာကတော့ယူပဲခန္ဓာကြီးဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာဝေဒနာခန္ဓာဖြစ်လာမှသင်ညာကတင်းနေတောင်းတယ်လို့သင်ညာကပေးတာသင်ညာကလိန်လိုက်တာသင်ညာအလိန်ငါမခံတော့ဘူးရှိတာကတော့ဗါလဲဝေဒနာခန္ဓာမြင်တာကယူပဲခန္ဓာခံပေါ်လာတာကဝေဒနာခန္ဓာဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာဝေဒနာခန္ဓာဖြစ်မှဝိညာဏကခံစားတယ်သင်ညက်ခန္ဓာနဲ့သင်္ခါရခန္ဓာချုပ်ပါရဲ့ဗျဟောမြင်နေပြီဟောကွဲပါရောယူပဲခန္ဓာရဲ့ဝေဒနာခန္ဓာရဲ့ခံစားမှုဝိညာဉ်နဲ့ခန္ဓာရဲ့ဟောနာခန္ဓာ၄ပါးနာခန္ဓာ၄ပါးကသင်ညက်ခန္ဓာပေးလိုက်တော့သင်္ခါရကပြုတ်ပြင်လိုက်တော့သင်ညက်ခန္ဓာနဲ့သင်္ခါရခန္ဓာချုပ်မြင်တာယူပဲခန္ဓာဒီပေါ်ဥသိနေတာကဝေဒနာခန္ဓာဝေဒနာခန္ဓာဖြစ်မှဝိညာဏကခံစားတယ်ခံစားတဲ့သဘောတက်ကလေးပဲရှိတယ်ဆိုတော့ဟောလွတ်မြောက်သွားခန္ဓာ၅ပါးဥပါဒတရားချုပ်အဲ့ဒီလိုသိလိုက်ပြီဆိုရင်တလောကလုံးပရိစ္ဆသမုပ္ပါလည်းသိပရိစ္ဆသမုပ္ပါလေရတရားပရိစ္ဆသမုပ္ပါယတ္တတရားပရိစ္ဆသမုပ္ပါလွတ်မြောက်တဲ့တရားပိဋကသုံးပုံကုံအောင်အကုန်သိခန္ဓာမှာရှာတွေ့လိမ့်ဘုတ်ထဲရှာဓာတ်ကြီးလေးပါဘုတ်ထဲတွေ့လိမ့်မယ်စာရီပရမတ်စာရီသဘောတရားတွေအကြောင်းအကျိုးတွေသဘောတရားတွေတွေ့ပါလိမ့်အဲ့ဒီလိုသဘောတရားတွေ့ပြီဆိုတော့ဘုရားရှင်ကိုတော်မြတ်ကြီးဟာဘုတ်ထဲရှာတော့ပရိယတ်တွေပိဋကသုံးပုံတွေသူကထွက်ဟဲ့သစ္စာလေးပါဟောပါရဲ့ဘုရားဘယ်မှာရှာလဲခန္ဓာထဲမှာပရမတ်စာရီရှာတယ်ခန္ဓာ၅ပါးမြောင်ကြည့်တရားဓမ္မတွေလည်းပဲခန္ဓာ၅ပါးမြောင်ကြည့်တွေ့ပါလိမ့်အဲ့တော့သဘောတရားဘယ်မှာရှိတယ်လဲတဲ့ခန္ဓာမှာရှိခန္ဓာမှာတော့မရှာဘူးအပြင်မဲ့ရှာတော့ပညာတွေ့ခန္ဓာမှာရှာရင်ပရမတ်တွေ့အပြင်မဲ့ရှာရင်ပညာတွေ့ပညာသိပရမတ်သိနှစ်သိဟာဘယ်ဟာယူမလဲတဲ့ပညာသိကမရှိတဲ့တရားသိပညာသိကသမုဒိသစ္စာပရမတ်သိကဘာလဲတဲ့ရှိတဲ့သစ္စာခန္ဓာမှာရှိတာကပရမတ်သစ္စာမရှိတဲ့သစ္စာကဘာလဲတဲ့သမုဒိသစ္စာမရှိတာလဲရှိတယ်ဘာသစ္စာလဲတဲ့သမုဒိသစ္စာလည်းရှိတယ်အဲ့ဒီတော့သမုဒိသစ္စာနဲ့ပရမတ်သစ္စာနဲ့နှစ်နယ်ဟာပညာနဲ့ပရမတ်ပဲပညာအသိပရမတ်အသိနှစ်ဌာနရှိတဲ့အ ਨੇ ကခန္ဓာကိုပရမတ်အသိမြင်အောင်ဟာကိုခန္ဓာမှာရှာတွေ့တယ်သဘောတရားသဘောဟုတ်တော့လောကုတ်သဘောတရားပဲရှိတယ်ဒီသဘောတရားဟာဝေဒနာသဘောပဲရှိတယ်ကင်တွယ်လို့လည်းမရဘူးဝေဒနာခန္ဓာဟာဝေဒနာဟာသဘောလေးတင်တာလည်းသဘောတရားလေးတောင်းတယ်ဝေဒနာလည်းသဘောတရားလေးထုံတာလည်းသဘောတရားလေးအောင့်တာလည်းသဘောတရားလေးကြိုက်လာတာလည်းသဘောတရားလေးကင်လို့မရတွယ်လို့မရသဘောတက်ကလေးကင်တယ်လို့တင်းတယ်လို့ဝေဒနာဖြစ်လာရင်တင်းတယ်လို့ပြဇံရသလားပြလို့လည်းမရဘူးသဘောလေးသဘောဟုတ်တော့လောကုတ်သဘောတရားပဲရှိဒီသဘောတရားကိုတော့မသိဘူးပညာကြီးတွေလျှောက်တဲ့တော့သေတော့အပယ်လေးပါကြကုန်ရောအဲ့ဒါကြောင့်မလို့ကြိုးစားပြီးတော့တရားဓမ္မတွေဝေဒနာတစ်ခုဖြစ်လာရင်ရှေ့စိတ်ကတော်ခြင်းလာလို့ရှိရင်နောက်စိတ်ကလေးကတွန်းတင်ပါသေခြင်းနဲ့သေရောငါမှမဟုတ်ပဲရုပ်ဝေဒနာနာခံစားတဲ့သဘောသက်သက်ကလေးတင်တာလည်းခံစားတယ်တောင်းတာလည်းခံစားတယ်ထုံတာလည်းခံစားတယ်အောင့်တာလည်းခံစားတယ်ကြက်တာလည်းခံစားတယ်ပူတာလည်းခံစားတယ်အေးတာလည်းခံစားတယ်လှုပ်တာလည်းခံစားတယ်ရိမ့်ရိုင်တာလည်းခံစားတယ်ခံစားတဲ့သဘောသက်သက်ကလေးပဲရှိ
အဲ့ဒီခံစားတဲ့သဘောတက်ကလေးတစ်လုံးနဲ့ကိုဧကောဓမောတစ်ခုတည်းတီအောင်နှလုံးသွင်းလိုက်ဘယ်တော့မှငါအပေလေးပါမကြတော့ဘူးလို့ဘာကြောင့်လဲတဲ့အဲ့လိုလောဘဒေါသမောဟမှာဝေဒနာတဏှာမှမရှိတော့လောဘစိတ်ချုပ်သွားပြီအပေလေးပါကြားရောက်မဲ့ကံဝေဒနာတဏှာမကူတော့အဲ့ဒါကြောင့်မလို့အတိတတ်ပါတယ်လို့ကြိုးစားအားထုတ်ကြပါအတိပေးပါတယ်ဗျာဒီလိုမှနင်လားငါလားမလုပ်လို့ရှိရင်ဝေဒနာများတဏှာကူးမယ်ဆိုလို့ရှိရင်သေဂာနိဆဲဆဲတရားဓမ္မများဓာတ်ကြီးလေးပါကတော့သတ်မှာပဲပထဝီဓာတ်ကသတ်မယ်ဆိုတော့ခန္ဓာကိုယ်ကြီးတောင့်တင်းပြီးတော့မေးခိုင်းသေးမယ်အာဘောဓာတ်ကသတ်မယ်ဆိုတော့ဖောရောင်ပြီးကြပ်ပြီးသေးမယ်ဒေဇောဓာတ်ကသတ်မယ်ဆိုတော့ပူခြင်းလဲပူသေးမယ်အေးခြင်းလဲအေးသေးမယ်ဝါရောဓာတ်ကသတ်မယ်ဆိုတော့အမလီမူးလိုက်တာဆိုပြီးတော့အောက်ခြင်းလဲအောက်ပြီးတော့တွန်းပြီးတော့ကန်သတ်လိုက်ရောအဲ့တော့ဒီဝေဒနာတွေအခုကတည်းကဒီဝေဒနာတမာရိရအောင်ဝေဒနာသင်ညာလုပ်ပြီးဝေဒနာပညာဖြစ်အောင်အခုကတည်းကအလိအကျင့်လုပ်ပြီးတော့ဒီဝေဒနာကိုနင်လားငါလားတိုက်ထားသေအသေးကျင့်နေရဝိပဿနာဆိုတာအသေးကျင့်တဲ့တရားဟေးဝိပဿနာတရားကျင့်တာနင်တို့ဘာလို့ကျင့်တယ်လဲပြောလို့မေးလို့ရှိရင်ဟေးတို့နိဗ္ဗာန်လိုချင်လို့မဟုတ်သေးဘူးဟာအသေးကျင့်နေတာအသေးကျင့်နေတာတော်တော်ကြာသေးရမှာအခုကတည်းကအလိအကျင့်လုပ်ပြီးအသေးကျင့်နေရတဲ့တရားနိဗ္ဗာန်လိုချင်လို့ကျင့်တဲ့တရားမဟုတ်ဘူးနိဗ္ဗာန်ရောက်တာကသူ့ဟာသူရောက်လိမ့်မယ်အခုကျင့်ရတဲ့တရားကအသေးကျင့်နေရတဲ့တရားတော်တော်ကြာတဲ့သေရမယ်သေပင်သေရညာတော်လဲတဲ့အသိလေးနဲ့သေဖို့ဟာကိုအရေးကြီးတယ်အကုသိုလ်စိတ်ကနေပြီးကုသိုလ်စိတ်ကလေးတင်ထားနိုင်ဖို့အရေးကြီးတယ်အဝိဇ္ဇာအတိကဝိဇ္ဇာအတိလေးဖြစ်ဖို့အရေးကြီးတယ်ဒါကြောင့်မလို့အသေးကျင့်တဲ့တရားအသေးတတ်တဲ့တရားအသေးလွတ်မြောက်တဲ့တရားအိုခြင်းလွတ်တဲ့တရားနာခြင်းလွတ်တဲ့တရားအဲ့ဒါကြောင့်မလို့ကြိုးစားအားထုတ်ကြပါလို့အသိပေးပါတယ်ဗျာဒါလေးရှိနေတဲ့ပုဂ္ဂိုလ်ကလည်းဒီမှာနှလုံးမသွင်းမဲနဲ့ဒီမှာအိပ်ပြောကုန်မနော်နည်းနည်းလေးသမာဓိရှိတော့ဝေဒနာသဲကြီးခံနိုင်တယ်ဝေဒနာသဲကြီးခံနိုင်တော့တခါတည်းကိုမရှုတော့ဘူးနှလုံးမသွင်းဘူးနှလုံးမသွင်းမဲနဲ့တော်တော်ကြာကြာတဆတ်ဆတ်ငိုက်ရောမက်တွေဝင်มาရောဗျာဘာမက်တွေဝင်နေလဲဆိုတော့အိတ်တဲ့မက်တွေမလျှော့ပါနဲ့သရာအရေးကြီးပါတယ်ဝေဒနာတစ်ခုပေါ်လာရင်အစနဲ့အလယ်နဲ့အဆုံးနဲ့သဘောလေးကိုဆုံးအောင်လိုက်ကြည့်ပါတထိုင်လေးနဲ့သေတတ်အောင်နင်လားငါလားတိုက်ပါဝေဒနာမကုန်မဲနဲ့ထသွားပြီဆိုလို့ရှိရင်အိမ်ကြလို့ရှိရင်လည်းဒီဝေဒနာခံစားရလိမ့်မယ်ဝေဒနာကြီးဟာတခါတည်းကိုမချုပ်တော့ဘူးရုပ်မချုပ်တော့နာမချုပ်ဘူးအဲ့တော့ရုပ်ချုပ်မှနာချုပ်ရုပ်ဝေဒနာကုန်သွားရင်နာနဲ့ခံစားမှုသဘောချုပ်သွားတာပဲအဲ့တော့အရေးကြီးဆုံးချက်ကဘာလဲသဘောလေးကိုဆုံးအောင်လိုက်ကြည့်ပါမညာပါနဲ့ခန္ဓာကြီးကိုဒီခန္ဓာကြီးကသန္တရာလာဇန်ပြည့်တဲ့ကညာလာတာတရားအရေးကြီးပါတယ်လျှော့မပေးနဲ့ဝေဒနာပြင်းရင်ပြင်းပြင်းလေးရှူသွားပါဝေဒနာခိုင်မာခြင်းသဘောတရားဖြစ်နေပြီတဲ့ပထဝီဓာတ်ကြီးတက်နေတယ်တဲ့ထုံကျင်ကြိုက်ခဲပြီးတော့မချိမဆန့်ဖြစ်နေလို့ရှိရင်ဝါယောဓာတ်ဥဆောင်ပြီးတော့တင်းနဲ့ပြင်းပြင်းလေးရှူပေးလိုက်ပါဝါယောဓာတ်ပြင်းပြင်းလေးတွန်းပေးလိုက်လို့ရှိရင်ပထဝီဓာတ်ကြီးခိုင်မာခြင်းလက္ခဏာချုပ်ပါလိမ့်မယ်အဲ့တော့ဝေဒနာပြင်းလာရင်ပြင်းပြင်းလေးရှူသွားပါသမာဓိနဲ့ပညာနဲ့ချိန်ပါဒီလိုမှမချိန်ဘူးဆိုလို့ရှိရင်ဝေဒနာကသိပြင်းထန်ရှူလည်းမရှူတော့ဘူးဆိုဝေဒနာမှာဥပါဒံဖြစ်ပါလိမ့်မယ်ဝေဒနာဥပါဒံလွတ်သွားအောင်လုပ်ပါဝေဒနာအရေးကြီးတယ်သိရင်ဒီဝေဒနာလာမယ်ဒီဝေဒနာလာပြီဆိုလို့ရှိရင်ဝေဒနာကိုစိတ်လွတ်သွားပြီဆိုလို့ရှိရင်ပြမြင်မိမြင်ရသည်သိမိသိရသည်အပြင်မဲ့ညှို့လိုက်ပြီဆိုရင်ခန္ဓာ၅ပါးဖြစ်ပြီးအပေကြရောအဲ့တော့ဝေဒနာကိုရှိဝေဒနာခံစားနေရရင်ဝေဒနာမလွတ်ပါနဲ့ဝေဒနာဤသဘောတရားကိုအစနဲ့အလယ်နဲ့အဆုံးနဲ့သဘောလေးဆုံးအောင်လိုက်ပါသဘောကိုဆုံးအောင်လိုက်ကြည့်ပါမညာပါနဲ့ညာနေလို့ရှိရင်ဒီခန္ဓာကြီးကသန္တရာလာဇန်တိတဲ့ကညာလာမညာပါနဲ့ရှေ့စိတ်ကတော်ရင်နောက်စိတ်ကတွန်းတယ်မှာအပယ်၄ပါးနဲ့နတ်ပြည်နဲ့အခုကလဲနေတာအပယ်ဘုံနဲ့နတ်ဘုံနဲ့လဲနေတာအသေးကျင့်နေရတဲ့တရားအဲ့တော့ဒီရုပ်ဝေဒနာကိုနိုင်အောင်တိုက်ပါတော်မပြစ်လိုက်ပါနဲ့ရုပ်ဝေဒနာကိုချုပ်မှထားပါမချုပ်မချင်းမထားပါနဲ့မိုးလေးရင်လင်းပါစေတထိုင်လေးနဲ့ရအောင်ဟာ
အသေးကျင့်နေတာတရားကလျှော့မပေးပါနဲ့တထိုင်နဲ့ရအောင်ဝေဒနာပြင်းရင်ပြင်းပြင်းလေးရှူသွားဝေဒနာသိပြန်တော့လေတင်းနဲ့တောင်းတယ်လို့မသိနဲ့နာဣသာမြင်ညလက္ခဏာဘယ်လိုခံစားသလဲဆိုတော့သဘောလေးကိုလိုက်နေပါသဘောလေးလိုက်နေသဘောတွေ့ပါလိမ့်မယ်ဝေဒနာနာဘယ်လိုခံစားသလဲဆိုတော့သူသဘောလေးကိုလိုက်ကြည့်တင်းနာလည်းခံစားတောင်းနာလည်းခံစားတယ်ထုံနာလည်းခံစားတယ်အောင့်နာလည်းခံစားကြက်တက်လာတာလည်းခံစားပူတာလည်းခံစားအေးတာလည်းခံစားလှုပ်တာလည်းခံစားရင်းရိုင်တာလည်းခံစားမူတာလည်းခံစားနာဣသာမြင်ညလက္ခဏာဟာရုပ်ဝေဒနာခံစားတဲ့သဘောလေးပဲရှိအဲ့တော့ခံစားတဲ့သဘောလေးကိုဘယ်လိုခံစားတယ်လဲဆိုတော့သဘောလေးကိုစောင့်အောင်လိုက်ကြည့်ဝေဒနာမကုန်ရင်မထနဲ့တထိုင်လေးနဲ့အပယ်လွတ်အောင်လို့ပေးနေတာဝေဒနာကုန်မှထပါဝေဒနာကုန်ပြီဆိုရင်တော်နိုင်တယ်မကုန်မဲနဲ့တော့မထနဲ့ဝေဒနာတန်းလိုက်ကြီးနဲ့ထသွားလို့ရှိရင်ဝေဒနာကလည်းအိမ်ကြရင်ကုန်မှာမဟုတ်ဘူးဝေဒနာတွေခံစားနေရအဲ့တော့ဝေဒနာကုန်အောင်တိုက်ပါလျှော့မပေးနဲ့လျှော့ပေးလိုက်ပြီဆိုဝေဒနာအရှုံးပေးလိုက်ပြီဆိုလို့ရှိရင်ကိုချိုးနဲ့အဲ့တော့အခုချိန်ကြမှာဝေဒနာကိုသဘောကိုကုံဆောအောင်လိုက်ပါနာဘယ်လိုခံစားရလဲဆိုတာတော်ခြင်းတဲ့စိတ်တွေဖြစ်ပေါ်လာမယ်တော်ခြင်းတဲ့စိတ်တွေဖြစ်ပေါ်လာရင်နောက်စိတ်ကလေးကတွန်းတယ်ငါမှမဟုတ်ပဲရုပ်ဝေဒနာနာခံစားနေတာပါလားဝေဒနာခံစားရရင်ပြင်းပြင်းလေးရှူသွားပါလျှော့မပေးနဲ့သရာအရေးကြီးပါပြီရှေ့စိတ်ကတော်ခြင်းနောက်စိတ်ကတွန်းတယ်မှာအယုကြည်ကြည်အီခါဖေးခြင်းနဲ့သေရောငါမှမရှိပဲနာသူလည်းမရှိကြိုက်သူလည်းမရှိထုံသူလည်းမရှိအောက်သူလည်းမရှိကြက်သူမရှိပူသူမရှိအေးသူမရှိရုပ်ဤသဘောတရားပြောင်းလဲဖောက်ပြန်တယ်နာဤသဘောတရားကပြောင်းလဲရုပ်အပေါင်းကိုပြောင်းလဲညွတ်ပြီးခံစားတယ်ရုပ်ကဖောက်ပြန်တဲ့နာကခံစားတယ်ခံစားတတ်တဲ့သဘောသက်သက်ကလေးပဲရှိတယ်မတော်ပါနဲ့ဝေဒနာမကုန်ရင်မထပါနဲ့ဒီလိုသေးသေးချာချာအသိပေးနေတာဝေဒနာကုန်မှထပါလျှော့မပေးနဲ့သရာအရေးကြီးပါတယ်တရားဓမ္မများတထိုင်နေနဲ့အပယ်လေးပါလွတ်အောင်လို့ဒီရုပ်ဝေဒနာအစနဲ့အလဲနဲ့အဆုံးကိုသိအောင်လို့သေတတ်ဖို့ဟာကိုအသိပေးနေတာသရာအရေးကြီးပါတယ်လျှော့မပေးပါနဲ့ရှင်းစိတ်နဲ့နောက်စိတ်တော့သေခြင်းနဲ့သေရောငါမှမဟုတ်ပဲဆိုတော့ဒီစိတ်ကိုထားပါဒီစိတ်ကိုထားမှသရာရှိတယ်ဝေဒနာကုန်ရဲ့တော်နိုင်တဲ့ဝေဒနာမကုန်လို့ရှိရင်မတော်ပါနဲ့တထိုင်နဲ့လွတ်မြောက်သွားအောင်ကြိုးစားပါသေလည်းမသေနိုင်ဘူးတရားထိုင်လို့သေသွားတဲ့မသာရလို့မရှိဘူးဒီဝေဒနာဆိုတာလည်းမြဲနေတဲ့တရားမဟုတ်ဘူးမမြဲတဲ့တရားလို့ဘုရားဟောတာလည်းမမြဲဘူးဒလသေးကြီးပြောင်းလဲနေတဲ့ဖောက်ပြန်နေတဲ့ရုပ်အဲ့တော့ရုပ်ဤသဘောပြောင်းလဲဖောက်ပြန်နေတဲ့ရုပ်ဟာဘယ်လိုနာခံစားတယ်လဲဆိုနာကိုလိုက်ရမယ်နာဘယ်လိုခံစားတယ်လဲဆိုတာခံစားတဲ့သဘောလေးကိုသေးသေးချာချာလိုက်ပါတထိုင်နဲ့လွတ်မြောက်သွားအောင်လျှော့လည်းမပေးပါနဲ့တိုးတိုးစကားပြောတဲ့ကလည်းတိုးတိုးပြောပါသွားရင်ဖြည်းဖြည်းသက်သာသွားပါထိုင်နေတဲ့ပုဂ္ဂိုလ်တွေဝေဒနာမကုန်တဲ့ပုဂ္ဂိုလ်တွေရှိပါသေးတယ်တိုက်နေရတဲ့ပုဂ္ဂိုလ်တွေရှိပါသေးတယ်သွားရင်တိုးတိုးတိတ်တိတ်ကလေးသွားပါအခုနေခါမှာဝေဒနာခံစားနေရတာနာလေးဘယ်မှမပြေအောင်လို့အသေးတတ်ဖို့ကျင့်နေရပါတယ်အဲ့တော့နာလေးဟာသေဂာနိဆက်ဆက်ဒီဝေဒနာကိုဘယ်လိုသိပြီးတော့အသေးလေးကဆုံးအောင်လိုက်နေရနာလေးအပြင်ဘက်ထွက်သွားမှာဆိုလို့နာလေးအပြင်ဘက်ထွက်သွားပြီဆိုရင်မြင်ပြီးမြင်ရည်မြင်လိုက်လိမ့်မယ်ညွတ်မိညွတ်ရည်ညွတ်လိုက်လိမ့်မယ်ရေတွေညွတ်မယ်တောတွေညွတ်မယ်ခွေးတွေမြင်ခွေးတွေညွတ်လိုက်မယ်အဲ့ဒီလိုညွတ်မှာဆိုလို့အခုဝေဒနာအစနဲ့အလယ်နဲ့အဆုံးနဲ့ကုံဆုံးအောင်လိုက်ပြီးတော့တခါတည်းသဘောလေးဆုံးအောင်လိုက်ဝေဒနာမကုံရင်မထနဲ့ဝေဒနာကိုကုံမထမကုံမဲနဲ့မထနဲ့ဝေဒနာခံစားနေရမယ်တညလုံးသဘောကိုဆုံးအောင်လိုက်ကြည့်သူသဘောကဘယ်လိုလဲဝေဒနာဤသဘောတရားကဘယ်လိုလဲခံစားတဲ့နာဤသဘောကဘယ်လိုလဲအဲ့ဒီသဘောတရားလေးကိုကုံစရာအောင်ကြည့်သဘောဆုံးမထပါရုပ်ဝေဒနာကုံမထပါမကုံမချင်းမထပါနဲ့သရာစိတ်တည်းရှင်းစိတ်နဲ့နောက်စိတ်တွန်းအယုတ်ကြည်ကြည်အည်ခါခါသေရင်လည်းသေရောဟဲဆိုတဲ့ဒီစိတ်ကိုထားပါသရာအရေးကြီးပါပြီဒီချိန်ခါမှာသရာပဲမတော်လိုက်ပါနဲ့ဝေဒနာမကုံမချင်းမထပါနဲ့တထိုင်နဲ့အပယ်လေးပါလွတ်မြောက်အောင်လို့ဒီမဲ့စိတ်တွေပြင်ပေးနေပါတယ်
အဲ့တော့ဝေဒနာကုံမထဝေဒနာမြဲနေတဲ့တရားမဟုတ်ဘူးဝေဒနာဟာသူ့သဘောနဲ့သူဖြစ်ပြီးသူ့သဘောနဲ့သူပြက်လိမ့်မယ်တော်မပြက်ပါနဲ့ရှေ့စိတ်နဲ့နောက်စိတ်တွန်းသရာစိတ်တင်မှာမသေးလဲမသေးနိုင်ဘူးဘာမှမဖြစ်ဘူးနော်သရာအရေးကြီးတာပဲလေမလျှော့နဲ့သဘောလေးကိုလိုက်နေပါဝေဒနာဤသဘောတရားကိုဘယ်လိုလဲနာဘယ်လိုခံစားတယ်လဲဆိုတာခံစားတဲ့သဘောလေးကိုလိုက်ပါဝေဒနာပြည့်ရင်ပြင်းပြင်းလေးရှူသွားချိန်သမာဓိနဲ့ပညာနဲ့ချိန်ပါလျှော့မပေးနဲ့သရာအရေးကြီးတာပဲဝေဒနာမကုန်ရင်မထနဲ့နော်ဝေဒနာကုန်ဆုံးမှထပါဝေဒနာမကုန်မဲနဲ့ထလို့ရှိရင်